မြတ်စွာဘုရားဟောကြားနိုင်အောင်အရင်းအနှီးတွေဘလောက်စိုက်ထုတ်ခဲ့ရတယ်လဲပိဿတို့ယူနေအောင်သိပြီးသားဖြစ်တဲ့လေးသင်္ချေနဲ့လေးသင်္ချေနဲ့ကဘာတသိန်းဆိုကဘာတွေရဲ့အရေးအတွက်ကိုရည်တွက်ပြလေးသင်္ချေတသင်္ချေကိုဘလောက်ရှိသလဲတည့်ရဲ့နောက်ကို3ညအလုံး140ထည့်ပါအဲ့ဒါတသင်္ချေအင်းကြတော့လျှောက်လာစားရထဲထည့်ကြည့်ပေါ့နော်အဲ့ဒါမျိုးလေးအသင်္ချေတသိန်းဆိုတာစာမခွဲတော့အဲ့ဒါကဘာအရေးအတွက်နှစ်အရေးအတွက်ကိုပြောတာမဟုတ်ဘူးနော်အဲ့ဒီကဘာပေါင်း၄သင်္ချေနဲ့မှတသိန်းကိုင်းတကဘာကိုဘယ်လောက်ကြာတယ်လဲမြတ်စွာဘုရားလက်ထက်ကယဟန်တော်တစ်ပါးမြတ်စွာဘုရားကိုမေးလျှောက်ဖူးအရှင်ဘုရားတကဘာဘယ်လောက်ကြာပါသလဲပြောပြဖို့မလွယ်ဘူးချစ်တာဥပမာလေးမှပေးလို့မရဘူးလားဗျာဥပမာတော့ပေးလို့ရအလေယာအနံအမြင့်တယူဇနာစီရှိတဲ့ကြောက်တုံးကြီးတတိုးတယူဇနာကို73မိုင်လို့လည်းပြောကြတယ်နော်ဒါကတော့အယူဆမျိုးမျိုးရှိအဲ့ဒါလောက်အလေယာအနံအမြင့်တယူဇနာရှိအောင်ကြီးတဲ့ကြောက်တုံးကြီးတတုံးကိုအနှစ်100အနှစ်1000ပြည့်မှကာတိတိုင်းကဖြစ်တဲ့အင်ပတန်နူးညံ့တဲ့အဝတ်ကလေးနဲ့တစ်ချိန်ပေါ့အဲ့ဒီကြောက်တုံးကြီးပါပြီးတော့ကုံသွားမယ်တဲ့တကဘာဆိုတာမကုံသေးဘူးတဲ့နော်အဲ့ဒီလောက်ကြာတဲ့ကဘာမျိုးဘလောက်တဲ့လို့လေးသင်္ချေနဲ့မှတသိပိဿတို့ကိုဦးဇင်းတို့ကဒီစကားဘာကြောင့်ပြောနေရတာလဲဆိုတရားကိုတန်ဖိုးထားတတ်ဖို့ပိဿရေဘာကိုတန်ဖိုးထားဖို့လဲအဲ့ဒီလောက်အရင်မီးပေးခဲ့ရဒီမီးကိုတီထွင်ခဲ့တဲ့အဲ့ဒီဆင်ကမီးဒီပေါင်းကိုကားတစ်စီးတိုက်လောက်အပြည့်စီးမအောင်မမြင်အဖြစ်ခံပြီးတော့မှဒီမီးလေးလင်းခင်ဗျားတို့တို့ခလုတ်ကလေးနှိပ်လိုက်နော်မြတ်စွာဘုရားအဲ့လောက်ပင်ပင်ပန်းပန်းရှာခဲ့ရခင်ဗျားတို့တို့ကတော့ဘယ်မှာတရားပွဲတယ်သွားပြီးတော့နားထောင်လိုက်လွယ်လွယ်လေးလို့အဲ့ဒါလိုထင်နော်ဒါဘုရားရဲ့ဂုဏ်ကျေးဇူးတတ္တဝါတူတယောက်တရားကိုသိမယ်ဆိုလို့ရှိငါရဲ့အသေးနှလုံးကိုထုတ်ပေးမှဒီတတ္တဝါကမဲ့ညံပူညံကိုရမှာဆိုရင်မြတ်စွာဘုရားကသူ့ရဲ့အသေးနှလုံးကိုထုတ်ပေးမှပဲအဲ့ဒါလောက်ကရုဏာကြီးနော်ခုတရားဓမ္မတို့ဦးသိန်းတို့တွေဟောကြားနာကြမယ်တရားဒေသနာသည်ဘုရားရှင်ကိုတော်မြတ်ဤကဲ့သို့အရင်ဒီပေါင်းများစွာအနစ်နာပေါင်းများစွာခံယူပြီးမှနာယူကြည်ညိုကြရတဲ့တရားတော်တို့နာယူကြည်ညိုကြရမယ်တရားဒေသနာသည်မိုက်ကနည်းနည်းဆိုတကယ်ကျင့်ကြံကြိုးကုပ်အားထုတ်ရင်ချမ်းသာစေချမ်းသာမှန်ကိုတွေ့နိုင်တဲ့တရားတော်ရဲ့ပုံမှာအဲ့လိုညနိုးရမယ်တန်ဖိုးထားရတန်ဃာတော်ဆက်ဆက်အသက်စွန့်ပြီးတော့မြင့်မြတ်သောစည်းစိမ်တွေကိုစွန့်ပြီးတော့သေဆောင်လာခဲ့လို့နာယူခွင့်ဟောခွင့်ရတဲ့တရားတော်ယတနာမြတ်သုံးပါးရဲ့ဂုဏ်ကိုအဲ့ဒါလောက်လေးတော့အာယုံပြုတ်ရမယ်နော်တခါကြီးမိုက်ညာပခုတ်ကူမျိုးဆိုတာသာသနာတော်မှာအင်မတန်ထင်ရှားပါပိဿတို့ဒီလောက်ကတော့သိလိမ့်မယ်လို့ဦးဇင်းတို့ထင်ပါတယ်သို့တော်တတိပေးတဲ့အနေနဲ့ပြောရတယ်နော်ဒီကနေ့1368ခုနှောင်တကူလာပြီကျော်ဒီနေ့ဘယ်နေ့ရက်3ရက်နေ့ညပိဿပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမလဲဆိုလို့ရှိခုတ်တကနိကေဓမ္မပဒပါဠိတော်စိတ်တဝဲရဲ့နောက်ဆုံး2ဂါထာအဲ့ဒီဂါထာ2ပုဒ်ကိုအခြေပြုပြီးတော့ဗမာလိုနာမည်လေးတက်ပြီးတော့ပြောခြင်းအဲ့ဒီတရားကောင်းစဉ်ထဲမှာအဓိပ္ပာယ်တွေအများကြီးပါသွားပေတတို့ဒီပြန်မမှတ်မိခြင်းနေပါစေတရားကောင်းစဉ်လေးမှတ်မိခြင်းကိုပဲအဓိပ္ပာယ်တွေအများကြီးစဉ်းစားမိသွားအောင်ဦးဇင်းတို့ကပြောခြင်းတာနော်ပြောလို့ပြောတာမဟုတ်ဘူးဒီတရားကိုဦးဇင်းကအကြိုက်ဆုံးတရားပဲခုဟောမဲ့တရားအဆိုးဆုံးယံသူနဲ့အကောင်းဆုံးမိတ်ဆွေတဲ့တရားကောင်းစဉ်ကပိဋကဗါတဲ့တော့ယံသူတွေအမျိုးမျိုးရှိတယ်အဲ့ဒီယံသူတွေတဲကအခုပြောမဲ့ယံသူတွေအဆိုးဆုံးယံသူ
မိတ်ဆွေတွေအမျိုးမျိုးရှိတယ်အခုပြောမဲ့မိတ်ဆွေတွေအကောင်းဆုံးမိတ်ဆွေဒကာဓမ္မတို့ဦးဇင်းတို့လောကမျက်လုံးနဲ့ကြည့်တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့တပ်ပင်ညုတဉာဏ်မျက်လုံးကိုအမိပြုပြီးတော့ကြည့်ပြီးတော့ပြောတဲ့စကားပေါ့နော်အေးဂါထာနှစ်ပုဒ်ပထမဂါထာကဦးဇင်းတို့နန္ဒနွားကြောင်းသားမြတ်စွာဘုရားကိုဆွမ်းကပ်တယ်မြတ်စွာဘုရားတရားဟောတယ်သောတာပန်ဖြစ်တယ်မြတ်စွာဘုရားကျောင်းတော်ပြန်ကြွတော့မြတ်စွာဘုရားကိုလိုက်ပို့တယ်မြတ်စွာဘုရားလိုက်ပို့အပြန်မှာမုတ်ဆိုးတယောက်ကမြားနဲ့ပြစ်တက်လို့အဲ့ဒီနန္ဒနွားကြောင်းသားသေရဟိုးနောက်ခလန်းလန်းကယဟန်တော်တွေကဒီအလောင်းကိုတွေ့တော့မြတ်စွာဘုရားကိုလျှောက်တယ်မြတ်စွာဘုရားနန္ဒလို့စိတ်ကောင်းနှလုံးကောင်းရှိတဲ့သောတာပန်အရိယာသည်ဤကဲ့သို့အသေးဆိုးနဲ့မသေးတိုက်ပါဘူးဘုရားတဲ့ဒီတော့မြတ်စွာဘုရားကချက်သားတို့အခုသူ့ရဲ့အပြုအမူကိုကြည့်မယ်ဆိုရင်တော့မသေးတိုက်ဘူးပေါ့သို့တော့တစ်ချိန်တုန်းကသူပြုခဲ့တဲ့အကုသိုလ်ကသူ့ကိုတတ်တာတဲ့အဲ့ဒီမှာဂါထာလေးတစ်ပုဒ်မြတ်စွာဘုရားဟောတယ်အဲ့ဒီဂါထာလေးကိုဒီကနေ့ညနာယူကြည်ညိုကြရမယ်နော်အေးနောက်ဂါထာတစ်ပုဒ်ကပေးတတ်လို့သိပါတယ်ယောက်ျားကနေမိန်းမဖြစ်သွားတာမိန်းမကနေတခါပြန်ပြီးတော့ယောက်ျားပြန်ဖြစ်သွားတာဘယ်သူတဲ့တော့သောရိယနော်ဒါသိတယ်နော်အဲ့ဒီသောရိယတထေသားယဟန်ပြုတ်သွားတယ်ယဟန်ပြုတ်သွားတော့လူတွေကလည်းကတိကတ္တလာမေးကြတာဗျအရှင်ဘုရားတဲ့ယောက်ျားဘဝကရခဲ့တဲ့သား2ယောက်နဲ့မိန်းမဘဝမှာရတဲ့သား2ယောက်ကိုဘယ်သားတွေကိုပိုချစ်ပါသလဲမိန်းမဘဝကရခဲ့တဲ့သား2ယောက်ကိုပိုချစ်တယ်လူတယောက်တည်းကနေပြီးတော့အတွေ့အကြုံတူကိုတွေ့ပြီးတော့ပြောတာမိခင်မြတ်တာနဲ့ဖခင်မြတ်တာဘယ်ဟာကြီးသလဲဆိုတာအဖြေပေါ်သွားတယ်သိလားအေးနောက်တော့ခဏခဏလာမေးနေတော့ရှစ်လွန်းလို့လူအတွေ့မခံတော့ဘူးတောထဲမှာတရားအထုတ်တယ်အဲ့ဒီမှာယဟန္တာဖြစ်တယ်ဒီတော့လဲလာမေးတာပဲလူတွေကရှင်ဘုရားဘယ်သားကိုပို့ချစ်တယ်အဲ့ဒီတော့ဘယ်သားမှငါမချစ်တော့ဘူးအဲ့ဒီမှာမြတ်စွာဘုရားကိုဟောဒီသောရိယယဟန်သည်ယဟန္တာတို့ရဲ့စကားကိုပြောနေပါတယ်ဆိုလျှောက်ကြဒီတော့မှမြတ်စွာဘုရားကချစ်သားတို့သူသည်အရဟတမအရဟတဖို့ကိုရပြီးပြီသူပြောတဲ့စကားအမှန်ပဲအဲ့ဒီချမ်းသာစေချမ်းသာမှန်ကိုအမေဖေကမပေးနိုင်ဘူးကိုယ့်ရဲ့စိတ်ကောင်းနှလုံးကောင်းကသာပေးနိုင်တယ်ဆိုပြီးတော့ဂါထာလေးတစ်ပုဒ်ဟောတယ်ဂါထာဘယ်နှပုဒ်ရှိသွားပြီလဲ2ပုဒ်အဲ့ဒီဂါထာ2ပုဒ်ကိုအခြေခံပြီးတော့ဗမာလိုတရားနာမည်လေးတတ်ထားပါတယ်ဗါတဲ့လေအဆိုးဆုံးရန်သူနဲ့အကောင်းဆုံးမိတ်ဆွေအဆိုးဆုံးရန်သူနဲ့အကောင်းဆုံးမိတ်ဆွေဆိုတဲ့တရားကိုမဟောကြသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့တပ်ပင်ညုတဉာဏ်တည်းဟူသောပညာကိုထိုကရုဏာကုံပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသန္နရမရလောကကရုဝန္တိသူကတံဂတိဝိမု dd ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါပေထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟူသောအယံဝလင်းဖြင့်ဝိဇ္ဇာတိဟူသောအမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုလူနတ်မြမတတ္တဝအနန္တတို့၏ကြောက်ထီတန်တုအလီကရုပြုရာတဆူရီသောဆရာသခင်လေးဖြစ်တော်မူပါပေထသောဂတိဝိမု dd ံဒေဝမနုဿနိရယနှင့်ပေတတလိဆံလာယအရှိငါတံသောဂတိတို့မှလည်းအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတ္တဝတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါပေထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်ထားပရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိရိဝနာမှာကာယဝစီမနောခြေ၍သုံးနေတော်ရပနာမဖြင့်
ဒုက္ခယူကျူးလက်ဆုံမူကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအဆိုးဆုံးရန်သူနဲ့အကောင်းဆုံးမိတ်ဆွေအဆိုးဆုံးရန်သူအကြောင်းကိုအရင်ပြောကြရအောင်နော်ဒီတောတိတယံတံကိရာဝိရိဝါပနဝိရိနံမိစ္ဆာပနိဟိတံစိတ်တံသေပါပိယောနံတတောကရေဒီတောခုသူတယောက်သည်ဒီတံခုသူတယောက်ကိုဝိရိယံသူတယောက်သည်ဝိရိနံယံသူတယောက်ကိုယံတံကိရာခြင်းအကျိုးမဲ့သောအမှုကိုပြုလျာ၏တတောထုခုသူယံဘက်အချင်းချင်းဒုက္ခပေးကြတာတွေထက်မိစ္ဆာပနိဟိတံမှားယွင်းစွာဆောက်တည်၍ထားအပ်သောစိတ်တံမကောင်းသောအကုသိုလ်စိတ်တို့သည်နံထိုအကုသိုလ်စိတ်ပိုင်ရှင်ကိုပါပိယောယုံညံ့အောင်ဆင်းရဲအောင်ကရေကရေယပြုနိုင်ပေ၏ယံဘက်ခုသူအချင်းချင်းစိတ်ကြွယ်ရာမှာဒုက္ခပေးဖို့အခါခွင့်သင့်တဲ့အခါမှာတွေ့ကြပြီဆိုကြပါစို့အဲ့ဒီလိုရံပဲအချင်းချင်းတွေ့လို့ရှိရင်စိတ်ရှိလက်ရှိသနာညှာတာခြင်းမရှိမိမိရဲ့ရံဘက်ကိုဒုက္ခပေးမှာပဲဒုက္ခပေးလို့ရရင်ရံပဲအချင်းချင်းခုသူအချင်းချင်းဘာလို့ကြမှာလဲဒုက္ခပေးသူ့ကိုနစ်နာသွားမှလေလားဆင်းရဲသွားမှလေလားလို့ငဲ့ညာတဲ့သဘောရှိပါမလားမရှိဘူးအဲ့ဒီလိုရံဘက်ခိုးသူအချင်းချင်းတယောက်ကိုတယောက်အခါခွင့်သင့်တဲ့အခါမှာအကြီးအကျယ်ဒုက္ခပေးကြတာဒီထက်မကောင်းသဖြင့်ဆောက်တည်အပ်သောမကောင်းသောစိတ်တို့သည်အဲ့ဒီမကောင်းသောစိတ်ချစ်ခွင့်ပြုတဲ့ပုဂ္ဂိုလ်ကိုပို့ပြီးတော့ဒုက္ခပေးနိုင်တယ်ဘာမှနားမလဲစရာမရှိအောင်ကိုမြတ်စွာဘုရားရဲ့ဒေသနာဟာရှင်းလင်းပါတယ်နော်တခါကြီးမိုက်မြရံဘက်ခိုးသူအချင်းချင်းဒုက္ခပေးတာထက်မကောင်းတဲ့စိတ်ဖြစ်မိပြီဆိုရင်ကိုယ့်ရဲ့မကောင်းတဲ့စိတ်ကကိုယ့်ကိုပူပြီးတော့ဒုက္ခပေးနိုင်တယ်တဲ့အဲ့ဒါရန်သူတွေအမျိုးမျိုးရှိတယ်နော်ကိုယ့်ဉာဏ်နဲ့ကိုယ်သတ်မှတ်ထားကြတယ်ဘယ်ဟာရန်သူဘယ်ဟာရန်သူအကျဉ်းမြင်အဖြစ်တော့ကိုယ့်ကိုဒုက္ခပေးတယ်စိတ်မချမ်းသာအောင်လုပ်တယ်ဒါရန်သူလို့သတ်မှတ်ကြကိုယ့်ကိုဒုက္ခပေးတယ်လို့ရန်သူလို့သတ်မှတ်မယ်ဆိုရင်မကောင်းသောစိတ်ဒီဟုသောရန်သူသည်သာလည်းအဆိုးဝါးသောရန်သူပဲတဲ့ပိဋကရဲ့တကယ်အကြီးအကျယ်ဆုံးနဲ့အဆိုးဝါးဆုံးရန်သူအစ်စ်ကိုမြတ်စွာဘုရားရဲ့ဒေသနာတော်ကိုအမိပြုပြီးတော့အဖြေထုတ်လိုက်ပါပြီဘယ်သူတဲ့လဲမကောင်းသောစိတ်ကြီးမဟုတ်ဘူးနော်မကောင်းသောစိတ်အဲ့ဒီမကောင်းသောစိတ်တွေရန်သူပဲဘာကြောင့်မကောင်းသောစိတ်ကိုဦးဇင်းတို့ရန်သူလို့ပြောရတယ်လဲပိဋကတို့ကို3ချက်တင်ပြမယ်နော်နံပါတ်1ဖြစ်ဆဲမှာပူလောင်စေတယ်ဆင်းရဲစေတယ်ပင်ပန်းစေတယ်မကောင်းသောစိတ်တိတိကျကျမှတ်နော်တရားနာတယ်ဆိုတာနားထောင်ကောင်းဖို့ကအဓိကမဟုတ်ဘူးနားလည်ဖို့ကအဓိကနားလည်တယ်ဆိုတာအသိကိုပြောတာနော်အသိကိုပဲပညာလို့ပြောပြန်တယ်အဲ့ဒီပညာကိုပဲအမျက်ဆုံးယရနာလို့မြတ်စွာဘုရားသတ်မှတ်ခဲ့လက်ခံရတယ်မဟုတ်လားအဲ့ဒီတော့မကောင်းသောစိတ်ကိုဘာကြောင့်ရန်သူလို့သတ်မှတ်ရသလဲနံပါတ်1ဖြစ်ဆဲမှာပူပန်စေတယ်ဆင်းရဲစေတယ်ပင်ပန်းစေတယ်နံပါတ်2မသေးခင်ဒီဘဝမှာကိုပဲအကြီးအကျယ်ဒုက္ခရောက်နိုင်တယ်ဒုက္ခပေးနိုင်တယ်မကောင်းတဲ့စိတ်နံပါတ်3သေပြီးသည်အခြားမဲ့နိဗ္ဗာန်မရမချင်းနွားချီရရဲ့နောက်ကိုလှဲပင်းရအရှင်လိုက်တယ်လို့လိုက်ပြီးတော့ဒုက္ခပေးမယ်ပိဋကဘယ်နှချက်လဲ3ချက်နံပါတ်1ဖြစ်ဆဲမှာဆင်းရဲစေတယ်ပူပန်စေတယ်ပင်ပန်းစေတယ်နံပါတ်2မသေးခင်မျက်မှောက်ဒီဘဝမှာကိုပဲအရှက်တကွဲအကျိုးနဲ့ဆင်းရဲပင်ပန်းမှုတွေအကြီးအကျယ်ဖြစ်နိုင်တယ်နံပါတ်3သေပြီးဒီအခြားမဲ့ဘဝများစွာလိုက်ပြီးတော့ဒုက္ခပေးနိုင်တယ်ပိဋကတို့ဒီအကြောင်းအရာလေးကအင်မတန်လဲအခြေခံကြပါတယ်အကြာကြီးဟောနေရင်လည်းရတယ်ဒီတရားကိုခဏလေးဟောခြင်းရင်လည်းရတယ်နော်တခါကြီးအဲ့ဒါပိဋကတို့ချက်ပြီးတော့စဉ်းစားရမကောင်းသောစိတ်တွေဖြစ်ဆဲမှာပူပန်စေတယ်ဟုတ်ရဲ့လားစိတ်ဓာနုပဒနာကမ္မထံကို
အားထုတ်ဘူးတဲ့ပုဂ္ဂိုလ်တွေဆိုရင်ပူပြီးတော့နားလည်လိမ့်မကောင်းသောစိတ်ဆိုတာဘာလဲပိဿတို့သိတယ်နော်လူကျင်တာမကောင်းသောစိတ်နော်မကြည်နပ်တာမကောင်းသောစိတ်မိုက်မဲတာမသိတာမကောင်းသောစိတ်ပြိုင်နေတာဆိုင်နေတာမကောင်းသောစိတ်နော်စိတ်တသိက်တွေနဲ့တွဲနေတဲ့စိတ်ပေါ့နော်အေးပြီးတော့သူများကြီးပွားတာကိုနားမထောင်ခြင်းမူဒါကိုအရှင်းဆုံးပြောတော့မနာလိုဘူးဗာလဲအဲ့ဒါအိတ်တာနော်သူများကိုလို့ရတာမျိုးတွေမရသေးခြင်းမူမစ္စရိယအေးအဲ့ဒီစိတ်တွေဟာမကောင်းတဲ့စိတ်လို့သိအေးဒီခန္ဓာကိုယ်ကြီးကိုပဲငါလို့ထင်တယ်စိတ်ကိုပဲငါစိတ်လို့ထင်တယ်ဒိဋ္ဌိပေါ့နော်အေးအဲ့ဒီမကောင်းတဲ့စိတ်တွေဟာဖြစ်ဆဲမှာပူပန်စေတယ်တဲ့အဲ့ဒါစိတ်တ ानु ပဒနာကမ္မထာအားထုတ်ဘူးတဲ့လူဆိုလို့ရှိရင်လောဘဖြစ်ရတာဘလောက်မောသလဲဆိုသိဟိုဟာလေးလိုချင်ဒီဟာလေးရခြင်းမရသေးသမျှဝန်တို့ဝန်ဘူးကြီးကိုထမ်းထားရတယ်လို့သူများရဲ့ကြွေးတွေမဆက်ရသေးလို့တွေးပူနေရတယ်လို့လောဘဖြစ်ရတာအင်မတန်မောတယ်ဒေါသဖြစ်ရတာကတော့အင်မတန်ပူတယ်ဟုတ်ရလားတခါကြီးမိုက်များအေးမာနဖြစ်ရတာကတော့အင်မတန်ပင်ပန်းတယ်ပြိုင်ရတာဆိုင်ရတာလူတယောက်မြင်လိုက်လို့ရှိရင်ဒါငါထက်သာတဲ့လူလားငါနဲ့ဒန်းလူလားငါအောင်နှိမ့်တဲ့လူလားစိတ်ကအင်မတန်မြန်တယ်ဝေဖန်ပြီးသားဆုံးဖြတ်ပြီးသားငါထက်သာတဲ့လူဆိုရင်တော့အပြုံးကလေးနဲ့ပေါ့ဟုတ်လားကိုနဲ့ဒန်းလူဆိုရင်တော့ခက်တီတီဟုတ်လားကိုအောင်နေနေကလေးနှိမ့်နေလို့ထင်ရင်ကတော့အပေါ်စီးကနေလိမ့်မယ်အဲ့ဒါပုထုဇဉ်တွေရဲ့မှန်ပေါ့ဟုတ်လားအေးအဲ့ဒီမာနတွေဖြစ်ရတာစိတ်မှာသက်တာသလားမသက်တာဘူးအဲ့ဒါသွေးတိုးယောဂါတို့နှလုံးယောဂါတို့ရှိတဲ့လူဆိုပိုးတောင်သိတာသိတယ်ရုပ်တရက်သေးသွားနိုင်ဦးဇင်းတို့ဒီဟိုခေတ်ကသီလရှင်နွယ်ဝင်နေပေါ့လေထားပါတော့ဘိက္ခုနီပေါ့နော်ဒီအခုနားလေအောင်ဦးဇင်းကသီလရှင်ကိုသွားအမှတ်ရဘိက္ခုနီမှာတပါးဥပုပ်ပြုရင်းနဲ့တိမ်အထွက်မှာထုလုပ်ထားတဲ့လူလင်ပြိုရုပ်ကိုကြည့်ပြီးတော့မတ်တရက်ပြီးတော့ငေးနေတာလောဘတွေဖြစ်နေတာအဲ့ဒါဥပုပ်ပြုပြီးတော့သူတငယ်ချင်းဘိက္ခုနီမတွေကလာသွားကြစို့ဆိုလက်ကိုဆွဲခေါ်လိုက်တာအဲ့ဒီနာရင်ဘိုင်းကနေလဲသွားကြည့်တော့အသက်မရှိတော့ဇာကာမီးလောင်သွားတာနော်တခါကြီးမိုက်မြအေးနတ်ပြည်မှာလေအင်မတန်နူးညံ့တဲ့နတ်တွေရှိတယ်ဟာရှိရသွားတဲ့နတ်ကကိုအဟုတ်ထင်းနေတာပါကွာဟန်ကြီးပန်ကြီးနဲ့ရှိရသွားတဲ့နတ်ကကြားတယ်သူကပြန်ပြီးတော့ပြောတယ်အဲ့ဒါလိုလေးဒေါသဖြစ်တာနဲ့အဲ့ဒီနတ်နှစ်ယောက်သလုံးသေသွားတယ်ပျောက်သွားဒေါသမီးလောင်တာအဲ့တော့ဒကာသမားတို့ဦးဇင်းတို့တွေအင်မတန်အကျင့်မြတ်လို့ခေါ်ရတဲ့တတိပဋ္ဌာန်နီးနဲ့ကိုယ့်ရဲ့စိတ်ကိုကြည့်မယ်ဆိုလို့ရှိရင်လောဘဒေါသမောဟမကောင်းတဲ့စိတ်ရတာစိတ်ဖြစ်ရတာဒီဖြစ်ဆဲမှာကိုအင်မတန်ပူလောင်တဲ့အေးချမ်းမှုဘာမှမရှိဘူးအင်မတန်အဆင့်နှိမ့်တာပဲလို့သိနိုင်ပါတယ်နော်တခါကြီးမိုက်မြအေးအဲ့ဒီအပိုင်းလေးဒီလောက်နဲ့ရက်ကြရအောင်ပြီးတော့ဗာလဲနံပါတ်2မသေးခင်ဒီဘဝမှာကိုဆင်းရဲဒုက္ခအကြီးအကျယ်ဖြစ်နေအဲ့ဒါဦးဇင်းတို့စာကတော့ဒိဋ္ဌဓမ္မဝေဒနိယကံလို့သုံးပိဋကတို့နားတဲ့ရင်ပြီးသားနေမှာပါနော်ဒိဋ္ဌဓမ္မဝေဒနိယကံမျက်မှောက်အကျိုးပေးတာဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကလူငယ်တွေနည်းနည်းကလေးနားထောင်ကြည့်စမ်းပါမုတ်ဆိုးတယောက်ရှိတယ်မျက်မှောက်အကျိုးပေးပုံကလေးစိတ်ဓာတ်တွေသိပ်ရုပ်မာလွန်လာလို့ရှိဒါလေးကိုပြောချင်မုတ်ဆိုးတယောက်ရှိတယ်ခွေးတွေနဲ့သားကောင်ရှာထွက်တယ်နေတိုင်းသူဒီအလုပ်ကိုလုပ်တယ်တနေ့တော့တောထဲကိုသွားရင်းနဲ့လမ်းမှာတပိတ်ပိုက်ပြီးတော့သင်္ကန်းယုံပြီးဆုံးကန်ကြွလာတဲ့ရဟန်းတော်တစ်ပါးနဲ့တွေ့တဲ့အခါကျတော့သူ့ရဲ့စိတ်ထဲကြည်စမ်းသူများအိမ်ကိုသွားတောင်းတော့မှာအင်မတန်ဘုံကံနေတဲ့လူသူများကြွေးမှစားရတာဝတ်ထားတဲ့ဝတ်တွေကလည်းအဖာတွေအထေးတွေနဲ့ပန်းတကူသင်္ကန်းနေမှာကိုဗျနော်အင်မတန်အထင်သေးတယ်ဒီလောက်ဘုံကံနေတဲ့သူယုံမာကိုတွေ့ရတာဒီနေ့တော့ငါသားကောင်တကောင်မှရမှာမဟုတ်ဘူးတဲ့ဒါသူစိတ်ထဲထင်းနေတာနော်အဲ့ဒီအထင်ကိုရင်ဝယ်ပိုက်ပြီးတော့တိုးတဲ့သွားတာတကယ်ပဲဗျာတိုက်ဆိုင်တဲ့သားကောင်တကောင်မှမရဣတိတ်တိုက်ဆိုင်တာနော်အဲ့ဒီတိုက်ဆိုင်တာအမှန်တရားလားမဟုတ်ပါဘူးဖြစ်တတ်တယ်အဲ့ဒါကို तू အမှန်တရားလို့ထင်တယ်အဲ့ဒီမုတ်ဆိုးကအဲ့ဒါနဲ့ငါဒီနေ့သားကောင်တကောင်မှမရတာအဲ့ဒီဘုံကံနေတဲ့လူယုံမာကြောင့်ပဲအဲ့ဒါစိတ်တွေတနေကုန်တူပြီးတော့သားကောင်မရဘဲနဲ့အိမ်ပြန်လာကံဆိုးကျင်တော့အဲ့ဒီယဟန်နဲ့အပြန်မှာထပ်တွေ့တဲ့အခါကျတော့ဒီလောက်ငါ့ကိုဒုက္ခပေးတဲ့လူသိရောပေါ့
ဟိုကဒုက္ခပေးသလားမပေးပါဘူးအဲ့ဒါခွေးတွေနဲ့လိုက်ရှူးတိုက်ပြေးရတဲ့ယဟန်တော်ကတောင်းမှနဲ့မလုပ်ပါနဲ့တကားကြီးဒီလိုမလုပ်ပါနဲ့မရအဲ့ဒါနဲ့ယဟန်တော်ကလက်ခုပ်တစ်ပေါင်လောက်ထိတော့ငါတို့တက်ခွင့်ရှိတယ်ဆိုပြီးတော့လက်ခုပ်တစ်ပေါင်လောက်မြင်တဲ့တစ်ပင်ပေါ်ဥရဖာရတက်ပြေးရှီတော်နဲ့ချောင်းတွဲလောင်းကြဒီလိုပြေးလို့လွတ်ရိုးလားဆိုပြီးတော့မြားထန်တဲ့အောက်ကထိုးတကားကြီးဒီလိုမလုပ်သင့်ပါဘူးတောင်းမှန်တကူလုံးချွေးတွေပြန်လာတယ်ပူးလောင်နေတယ်ဘာမှမတတ်နိုင်သူ့ရဲ့စိတ်ဓာတ်ဟာဘလောက်ယုံမာနေပြီလဲပိဋကတို့စဉ်းစားကြည့်နော်အဲ့ဒီယုံမာမှုလေးကမကြခင်အကျိုးပေးတော့မှာမကြခင်ပေါက်ကွဲတော့မှာအဲ့ဒါလေးကအဲ့ဒါလို့သူဇိမ်ပြေးနေပြေးမကောင်းမှုဆိုတာလှုပ်ဆဲတော့ပြားရည်လို့ချိုတာပဲပြီးရင်တော့မီးလို့ပူတာပဲဗျနော်တခါကြီးမိုင်မြအဲ့ဒီမှာသူမြားတယ်နဲ့ထိုးအပေါ်ကယဟန်တော်ကတကူလုံးပူလောင်နေတာဆိုတော့အလှဲ့အပြောင်းကလေးကံကြမ္မာအလှဲ့အပြောင်းကလေးကယုံထားတဲ့အပေါ်ယံဧကတိကအောက်ကိုလျှော့ကျသွားတယ်မသိလိုက်အဲ့ဒါအောက်ကမြားတယ်နဲ့ထိုးနေတဲ့မုတ်ဆိုးရဲ့ခေါင်းပေါ်ကိုခြုံရပြီးသားကြအဲ့ဒါခွေးတွေကဝင်ကြိုက်တယ်ဗျာအဲ့ဒီမှာဘုံဘုံလေးဝင်ဆွဲကြကြိုက်ကြအဲ့ဒီမှာယဟန်တော်ကတစ်ကိုင်းကျိုးအချောက်တွေပါတွေချိုးပြီးတော့600အဲ့ဒီမှာခွေးတွေကငါတို့သခင်ကိုမျက်စိမှားပြီးတော့ကြိုက်မိပြီဆိုတိုးတဲ့ဝင်ပြေးကြအဲ့ဒါသစ်ပင်ပေါ်ကဆင်းပြီးယဟန်တော်ကသင်္ကန်းလှန်ကြည့်တော့အသက်မရှိတော့သွေးတန်ရဲရဲနဲ့သိဆုံးနေတိတ်မကြလိုက်ဘူးနော်ဒိဋ္ဌဓမ္မဝေဒနိယကံအဲ့ဒီမှာယဟန်တော်ကသူတော်ကောင်းဆိုတော့ငါရဲ့သင်္ကန်းကြသွားလို့သူတရားရှာတာငါမှသီလာမြန်းပျက်စီးရော့သလားစဉ်းစားအဲ့ဒါနဲ့တပိတ်တီကြနေတာတွေကောက်ပြုတ်ပြီးတော့သင်္ကန်းယုံပြီးတော့မြတ်စွာဘုရားသည်ကြွသွားဟောတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီလိုဒီเจ้าပဲဘုရားအဲ့ဒီမှာမြတ်စွာဘုရားချစ်သားတင့်မှာအပြစ်မရှိပါဘူးသီလဝိသုဒ္ဓိစင်ကြယ်ပါတယ်လေညာဘက်ကိုလေတိုက်တဲ့ဘက်ကိုလှည့်ပြီးတော့အင်မတန်နူးညံ့တဲ့မြူမုံတွေဖုံတွေကိုပြစ်ကျင်းမယ်ဆိုရင်အဲ့ဒီလူရဲ့မျက်စိမျက်ခွက်ပေါ်ကိုပဲမြူမုံတွေဟာပြန်ကျလာလိမ့်နော်အဲ့ဒီမှာမြတ်စွာဘုရားကသူ့ရဲ့မကောင်းတဲ့စေတနာစိတ်တွေကသူ့ကိုစီမံသွားတာအခုမှအဲ့ဒီမုတ်ဆိုးဟာဒီလိုမိုက်တာမဟုတ်ဘူးဟိုတုန်းကလည်းဒီလိုမိုက်ဖူးတာပဲဆိုပြီးဦးဇင်းတို့ဇတ်တော်တစ်ခုဟောသေးတယ်ဗျမြတ်စွာဘုရားကပြောမှတော့ဆုံးအောင်ပြောလိုက်ပါတော့မယ်နော်တခုသောဘဝအဲ့ဒီမုတ်ဆိုးကဆွေးသမားတယောက်ဖြစ်တယ်တရွာလုံးလှည့်လည်ပြီးတော့ဆွေးသမားဆိုတော့လူနာရှာတာပေါ့ကျမ်းမာရေးကောင်းလိုက်တာတရွာလုံးလူနာတယောက်မှမရှိဘူးအဲ့ဒီရွာကံကောင်းတယ်မဟုတ်လားရွာအတွက်ကံကောင်းပြီမလို့ဆေးဆရာအတွက်ကတော့လူနာမရှိတာကံဆိုးတာပေါ့သူပတ်စံမလို့လို့ရတော့မလဲအဲ့ဒါနဲ့စိတ်ပြက်ပြီးတော့ရွာထဲကထွက်လာရွာအထွက်လမ်းစုံလမ်းကွာလင်းလေးကွာရောက်တော့ကလေးတွေဆော့ကစားနေတာမြင်တယ်အဲ့ဒါနဲ့သူကအကြံထုတ်ဒီနေ့ပတ်စံရအောင်ဘယ်နဲ့လုပ်ရမှာမလို့ပိဋကပတ်စံဆိုတာလဲသိရခြင်းလုံးအာကြီးလာရင်မဟုတ်တဲ့အကြံတွေကထွက်လာတတ်တယ်နော်အဲ့ဒါနဲ့ရှောက်ဘေးပြီးကြည့်တဲ့အခါကျတော့သစ်ပင်ကွာကြားမှာခေါင်းထွက်ပြီးတော့အိတ်နေတဲ့မွေးတကောင်ကိုလည်းမြင်တယ်ကလေးတွေဆော့နေတာကိုလည်းမြင်တယ်ပတ်စံကလည်းရားခြင်းနေတာအဲ့ဒီသုံးခုရောမှွေပြီးတော့တွေးလိုက်တာအတွေးတစ်ခုထွက်လာတယ်ဘလောက်များအဖို့တန်ပဲအတွေးလဲဟေးကလေးတွေသစ်ပင်ပေါ်မှာဇရက်တိုက်ရှိတယ်အဲ့ဒီဇရက်ကိုတက်နှိုင်းလို့ခိုင်းတာအဲ့ဒီကလေးမွေးကြိုက်ပြီဆိုတော့မှသူဆေးကူမှပတ်စံရဖို့နော်အဲ့ဒါနဲ့သစ်ပင်ပေါ်တက်တယ်ကလေးတယောက်ကတိုက်ဆိုင်အဲ့ဒါဖရာလောင်းလေးပဲဖရာလောင်းကတတိရှိတယ်တက်ပြီးတော့ဇရက်ဆိုပြီးမမိမကန်းနဲ့နှိုက်လိုက်တာမွေးရဲ့ခေါင်းအောက်ဆလေပင်လေးကိုသွားဆုပ်မိမွေးကပြန်လှည့်ပြီးတော့မကိုက်နိုင်တဲ့အခြေအနေမျိုးအဲ့ဒီမှာအဲ့ဒီခေါင်းကိုမွေမှန်းသိတော့လှန့်ပြီးတော့အောက်ဆွဲချလိုက်အဲ့ဒီမွေကအောက်ကနေမတ်တရက်မော့ကြည့်နေတဲ့ဆေးသမားရဲ့ခေါင်းပေါ်တဲ့တဲ့ကိုကြအဲ့ဒါလေပင်ကိုရစ်ပြီးတော့နှစ်ဖူးကိုပေါက်တယ်တဲ့အဲ့ဒီမွေကအဲ့ဒီနားတင်သူများဆေးကုမဲ့ဆေးဆရာသူ့ကိုသူပြန်ပြီးတော့မကုနိုင်သေးခင်မှာပဲသေသွားတယ်ဒါလေးကိုဦးသိန်းကကြည့်တော့အခုယုံမာတဲ့လူဟာငကိုတုံးကလည်းယုံမာတတ်တဲ့သဘောရှိတကူလို့သိရအခုယုံမာရင်လည်းနောင်မှာယုံမာတဲ့အကျင့်တွေပါနေမှာပဲလို့သိရနော်တခါကြီးမိုင်းများအဲ့တော့ကိုယ့်ကိုယ်စီစစ်ပေါ့ဗျာမကောင်းတဲ့အကျင့်တွေမကောင်းတဲ့အပြောတွေမကောင်းတဲ့အပြုတွေလက်ခံထားမယ်ဆိုလို့ရှိရင်ရှေ့လျှောက်လဲဒီအကျင့်တွေကပျောက်မှာမဟုတ်ဘူးလို့အဲ့ဒါလို့နားလည်ပြီးတော့သာသနာနဲ့တွေ့တဲ့အခါမှာမကောင်းတဲ့အကျင့်တွေကိုတတ်နိုင်တယ်မလားဖျောက်တဲ့တယ်မဟုတ်လားအဲ့တော့ဦးဇင်းတို့ပြောချင်တာကဘာလဲစိတ်ဓာတ်တွေဟာသိပ်ပြီးတော့ဆိုးဝါးလွန်းလာပြီဆိုရင်ဒီဘဝတင်ပါလဲအကျိုးပေးတတ်တယ်ဟုတ်ရလားနံပါတ်1ဖြစ်ဆဲမှာပူလောင်စေတယ်နံပါတ်2ဒီဘဝတင်အကျိုးပေးတယ်နံပါတ်3သေပြီးဒီအခြားမဲ့မှာလိုက်ပြီးတော့ဒုက္ခပေးတတ်တယ်
မနောဘုဗင်္ဂမဓမ္မမနောတိဋ္ဌမနောမယမနတ္တစေပတုထေနပါတတိဝံကရောတိဝါတတောနံဒုက္ခမနွေတိစက္ကံဝဝဟာတောပဒံမကောင်းတဲ့စိတ်နဲ့လုံမဲ့ပြောမဲ့ကြံမဲ့ဆိုရင်တဲ့အဲ့ဒီကံတွေကအဲ့ဒီလူရဲ့နောက်ကိုဒုက္ခပေးမယ်ဆိုတဲ့သဘောနဲ့နွားချီရရဲ့နောက်ကိုလဲပြီးရအရှင်လိုက်တယ်လို့လိုက်လိမ့်မယ်တဲ့အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေမကောင်းတဲ့စိတ်တွေအဲ့ဒါလောက်စွမ်းနေလို့ပြီးတော့သိပြီးသားပဲเนาะဒီတရားတွေဟုတ်လားသို့တော့အင်မတန်အရေးပါတဲ့တရားမို့ဦးဇင်းတို့ပြောပါတယ်မကောင်းတဲ့စိတ်တွေအဲ့ဒါလောက်စွမ်းတယ်ဆိုကြပါစို့အခုခေတ်သိပ္ပံပညာရှင်တွေသိပြီးတော့ထွန်းကားနေတယ်သိပ္ပံပညာရှင်တွေသိပ္ပံပညာတွေထွန်းကားနေလူစင်စစ်ကနေခွေးဖြစ်အောင်နွားဖြစ်အောင်ဖန်တီးနိုင်တယ်လို့ဦးဇင်းတို့တော့မကြားဘူးသေးဘူးဒကာကြီးတို့ကကြားဘူးလားလူစင်စစ်ကနေအိဋ္ဌံဖြစ်အောင်ဖန်တီးနိုင်တဲ့သိပ္ပံပညာရှင်ရှိပြီမရှိအေးမကောင်းတဲ့စိတ်ကလူစင်စစ်ကနေခွေးဖြစ်အောင်နွားဖြစ်အောင်ဖန်ဆင်းနိုင်တယ်ဒီနေ့လူနောက်နေ့သေးခဏနေတော့ခွေးမကြီးဘိုက်ထဲရောက်ဖြစ်နိုင်တယ်မဟုတ်လားအေးစွမ်းမှုလားဗျာအကုသိုလ်စိတ်ကအေးဒါကြောင့်မကောင်းတဲ့စိတ်တွေဖြစ်မိပြီဆိုလို့ရှိရင်ဘဝတန်တရားအထိလိုက်တတ်တယ်ဆိုတာလေးကိုပိဋကပေါင်းသူတော်ကောင်းတို့လည်းပဲသိပြီးသားပဲနော်အေးအဲ့တော့အဲ့ဒီအချက်ကလည်းအင်မတန်အရေးကြီးတာဘာကြောင့်လဲဆိုတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဒီဘဝယဟန္တာဖြစ်အောင်ကြိုးစားကြမှာလားဗျာဒီဘဝယဟန္တာဖြစ်အောင်ကြိုးစားကြမှာလားမပြောနိုင်ဘူးလားပြောနိုင်တယ်လားပြောနိုင်တယ်ဆိုရင်လည်းဘလို့လဲဦးဇင်းတို့တော့အဲ့လောက်ထိစိတ်သိပ်ပြီးမပြင်းထန်ပါဘူးပိဋကတို့ကလည်းအင်မတန်တိုးနေရင်တော့မသိအဲ့ဒီလိုယဟန္တာဖြစ်အောင်မကြိုးစားသေးဘူးဆိုရင်ဘဝတဏှာရှိနေသေးသမျှဘဝတစ်ခုကဆက်ရဟုတ်တယ်မဟုတ်လားအဲ့ဒီလိုဘဝဆက်မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ပြုထားတဲ့ကံအားလျော်စွာအကျိုးပေးတွေကိုခံစားရမှာနော်အေးဒါကြောင့်မကောင်းတဲ့စိတ်တွေဖြစ်မိပြီဆိုလို့ရှိရင်နံပါတ်3အချက်အနေနဲ့တန်တရားတစ်လျှောက်လိုက်ပြီးတော့ဒုက္ခပေးတတ်တယ်တဲ့တခါတရံမှာအဲ့ဒီမကောင်းတဲ့စိတ်တွေရဲ့အကျိုးပေးတွေကကာကွယ်ဖို့အင်မတန်ခက်တယ်။မြတ်စွာဘုရားဘယ်လိုဥပမာပေးတယ်လဲဆိုတော့ခုနတုန်းကမုတ်ဆိုးဥပမာဥစဉ်ပြန်ပြောမယ်။မုတ်ဆိုးကခွေးတွေနဲ့သမင်ကိုလိုက်တယ်ဆိုကြပါစို့။အဲ့ဒီမုတ်ဆိုးရဲ့ခွေးတွေဒီသမင်ကိုမမိမချင်းဘာလုပ်နေမလဲ။လိုက်နေတယ်။မိတာနဲ့တပြိုင်နက်တည်းကိုက်မကိုက်သေးတာဒီမမိသေးလို့အဲ့ဒီလိုပဲဒကာဓမ္မတို့ဥစဉ်တို့ဘဝတန်တရားတစ်လျှောက်လုံးကမကောင်းတဲ့အပရာပရိယဝေဒနိယကံလို့ခေါ်တဲ့ကံတွေအနန္တပြုခဲ့တာအဝီကြီးကြနိုင်ကြောင်းကံတွေအနန္တရှိငရဲကြနိုင်ကြောင်းဒိဋ္ဌံဖြစ်နိုင်ကြောင်းပြိတ္တာဖြစ်နိုင်ကြောင်းအတုရကဖြစ်နိုင်ကြောင်းကံတွေအနန္တရှိအဲ့ဒီကံတွေခင်ဗျားတို့ကျုပ်တို့နောက်ကိုလိုက်နေတယ်မုတ်ဆိုးရဲ့ခွေးသည်သားကောင်နောက်ကိုလိုက်တယ်တတ္တဝါတွေကသားကောင်အကုသိုလ်ကံတွေကခွေးမိတဲ့နေရာကိုက်ပိဋကဘယ်နေရာကိုက်မှာလဲအခုပြုံးနိုင်သေးတယ်ဆိုတာအဲ့ဒီမကောင်းတဲ့ကံတွေကမမှီသေးလို့ပြုံးနိုင်သေးတာသူတို့မှီလာရင်မပြုံးနိုင်တော့နော်ဒကာကြီးဒီမကြီးများဒါကြောင့်မို့လို့မကောင်းတဲ့အကုသိုလ်သည်အင်မတန်ကြောက်စရာကောင်းတယ်မှီတဲ့နေရာမှာသူကိုက်မှာပဲလို့အဲ့ဒါလိုပိဋကတို့ကသဘောပေါက်ပြီးတော့မကောင်းတဲ့စိတ်ကိုဘာကြောင့်ဥစဉ်တို့ရန်သူလို့သတ်မှတ်ရတယ်လဲအချက်3ချက်မမေ့ပါနဲ့ဖြစ်ဆဲမှာပူပန်စေတယ်မသေးခင်မှာအကျိုးပေးမယ်သေးပြီးတဲ့နောက်လိုက်လာအောင်မယ်ကာကွယ်ဖို့အင်မတန်ခက်တယ်ပိဋကဖျားပြီးရင်တကူအကြီးဆုံးကဘယ်သူလဲရှင်မမောက္ကလံအဲ့ဒီရှင်မမောက္ကလံတကူကြီးတယ်နတ်ပြည်တက်တယ်နတ်သားတွေကိုမေးတယ်ဘာဖြစ်လို့နတ်သားနတ်သမီးဖြစ်တယ်လဲဘယ်လိုကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့တပည့်တို့ဖြစ်တာအဲ့ဒါလူပြည်ပြန်ပြီးတော့ပြောတယ်လက်တွေ့တကူကြီးတော့စွမ်းဆောင်နိုင်တယ်နော်ငရဲကိုရှင်းတယ်ဘာကြောင့်ငရဲရောက်နေရသလဲဘယ်လိုမကောင်းတာတွေကိုပြောခဲ့လို့ပြုခဲ့လို့ကြံခဲ့လို့အဲ့ဒါကိုလက်တွေ့လူပြည်ပြန်လာပြီးတော့ပြောတယ်မြတ်စွာဘုရားရဲ့သာသနာသည်ရှင်မမောက္ကလံကြောင့်ပူပြီးတော့အယောင်အလင်းထွက်တယ်အဲ့ဒါကိုဒိဋ္ဌိတွေကရှင်မမောက္ကလံကြောင့်ဂေါတမသာသနာစီကားနေတာသူ့ကိုရှင်းပြရမယ်ပိဿတို့ဒီတိသိရမို့လားနောက်တော့သမဏဂုတ်တခိုးသားကြီးကိုငှားပြီးတော့အင်မတန်တကူကြီးတယ်မင်းတို့တတ်နိုင်မှာမလားသွေးထိုးပေးတာဘလောက်စွန်းတဲ့လူမို့လဲတတ်မယ်နောက်ပါတပိများစွာနဲ့ဘယ်မှာရှိသလဲဆိုတာကိုသာပြောဂိစကုတ်တောင်ရဲ့ဟိုဘက်ကကြောက်ဖြာညိုကြီးပေါ်မှာရှိသွားတာပဲဗျခိုးသားတွေအဲ့ဒါနှင်းမုံနေကြတဲ့မှာရှင်မမောက္ကလံထိုင်းနေတယ်အကုန်လုံးဝိုင်းလာမိပြီဆိုဖမ်းလိုက်တယ်မရှိတော့ပိဋကကြီးဘာနဲ့ထွက်သွားတာလဲ
တကိုးနဲ့ထွက်သွားတာဒုတိယမြောက်ဆက်ပြီးတော့ဖမ်းတယ်မမိပါဘူးပိဿရေ6ရက်ကျော်လို့9ရက်မြောက်ကြတော့ရှင်မာမောက္ကလန်ရဲ့တကိုးတွေဟာထွက်သွားလို့ရသေးသလားမရတော့ဘူးအဲ့ဒီခိုးသားကြီးကဖမ်းပြီးတော့အယိုးတွေကိုဆံခွဲစီကလေးတွေလိုဖြစ်အောင်ရိုက်ပြစ်တယ်မသေးဘူးဗျအဲ့ဒါကိုကရုတ်ခွေလို့ခွေးပြီးတော့ချုံမတင်ထားခဲ့တယ်အဲ့ဒါရှင်မာမောက္ကလန်ကပြီးတော့အဋ္ဌံနဲ့အဘိညာဉ်နဲ့ပြန်ပြီးတော့ခန္ဓာကိုယ်ကိုတီဆောက်မြတ်စွာဘုရားစီကိုကြွပြီးတော့ပြိဋိနိဗ္ဗာန်ဆံဖို့လျှောက်ရအဲ့ဒီလောက်တကူကြီးမားတဲ့ပုဂ္ဂိုလ်တကူနဲ့ကာကွယ်လို့မရတော့အောင်ဘာကြောင့်ဒုက္ခတွေ့သွားတာလဲလို့မေးရင်တစ်ချိန်တုန်းကပိဿတုပြောစမ်းမှာဘာလုပ်ခဲ့တာလဲအေးပိဿတုသိပြီးသားတွေကိုပြောရတာနော်တရားဆိုတာသိပြီးသားများတာပဲဦးဇင်းတို့ဂျပန်ပြည်မှာရှေ့တုန်းကဗုဒ္ဓဘာသာမရောက်ခင်တုန်းကဂိုင်းကြီးဂိုင်းရှိတယ်အင်မတန်ကြီးကျယ်တဲ့ဂိုင်းကြီးပေါ့နောက်တော့ဗုဒ္ဓဘာသာထွန်းကားလာအဲ့ဒီလိုဗုဒ္ဓဘာသာထွန်းကားလာတာကိုအဲ့ဒီဂိုင်းကောင်းဆောင်ကမကျေနပ်ဗုဒ္ဓဘာသာကတော်တော်လေးနာမည်ကြီးလာမကျေနပ်တော့သွားမေးတယ်ဗုဒ္ဓဘာသာဂိုင်းကျုပ်ဖုံးတော်ကြီးနေသမောကိုတော်တို့ရဲ့ဗုဒ္ဓကဘာဟောတာတော့ဟောပြန်ပြောတယ်နံပါတ်1မကောင်းတာမလုပ်နဲ့နံပါတ်2ကောင်းတာမှန်သမျှလုပ်နံပါတ်3စိတ်ကိုဖြူစင်အောင်ထားပိဋိဘယ်နှချက်လဲဟာဒါတပည့်တို့သိပြီးသားပဲတဲ့ကျုပ်တို့သိပြီးသားပဲဘာဆန်းလို့လဲတဲ့ဒါကျုပ်တို့8နှစ်သားတွေကစသိခဲ့တာအဲ့ဒီမှာဗုဒ္ဓဘာသာဂိုင်းကျုပ်ဆရာတော်ကြီးက8နှစ်သားတုန်းကစသိခဲ့တဲ့တရားအခုအသက်80ရှိပြီဘယ်လောက်ကျင့်တယ်လဲတဲ့ပိဋိဒီအချက်ကအရှိုက်ထိတာပဲဗျနော်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့တွေလည်းပဲကျင့်သုံးမှုအပိုင်းနဲ့စစ်လိုက်လို့ရှိရင်မကောင်းတာမှန်သမျှရှောင်နိုင်ပါပြီလားရှောင်နိုင်တဲ့သဘောဗျနောက်ကလူတွေကဘာမှမပြောဘူးမကောင်းတာမှန်သမျှရှောင်နိုင်ပြီလားဘယ်ဗျာဦးဇင်းတို့အများကြီးကိုမရှောင်နိုင်သေးဘူးအထူးသဖြင့်တန်ဖပလာပရှိအကျိုးမရှိတဲ့စကားတွေပြောနေပြောပါများရင်နည်းနည်းလေးပူပူသာသာလေးတွေပါသွားတတ်တယ်မုဒဝါဒနော်ပြောရင်လည်းစိတ်လိုက်မှန်ပါဖရုဒဝါစာနော်ပြောရင်လည်းကိုယ်မျက်နှာရခြင်းလို့ဟာမင်းကိုဘယ်သူကဘလူလေးပြောနေတာဂုံစကားလေးတွေပါမသွားဘူးလားပါသွားတယ်လက်ကိုသာစောင့်ဖို့လွယ်တာနှုတ်ကိုစောင့်ဖို့လွယ်သလားမလွယ်ဘူးဗျ။ကိုင်စိတ်ထဲစိတ်ကြတော့ပို့ဆိုးရောပေါ့နော်အဲ့တော့မကောင်းတာမှန်သမျှမလုပ်ပါနဲ့ဆိုတဲ့ဆုံးမချက်ကိုကလေးလေးဘဝတည်းကသာရလာတာသေသည်အထိအဲ့ဒါကိုပြည့်စုံအောင်မလုံးနိုင်ဘူးကောင်းတာမှန်သမျှလုပ်ပါပိဿပေါင်းသူတော်ကောင်းတို့ကောင်းတာမှန်သမျှလုပ်နိုင်ပါသလားမလုပ်နိုင်ဘူးကောင်းတာလေးထဲမှာနည်းနည်းလေးပဲလုပ်နိုင်ဟုတ်ရဲ့လားအေးစိတ်ကိုဖြူအောင်ထားဆိုတော့ပိုးတောင်ခက်သွားတယ်စိတ်ကညစ်လိုက်တယ်မစိတ်တွေညစ်လိုက်တာအေးနဲ့ဒကမာကြီးတွေဆိုအဲ့လိုတောင်ပြောရဟုတ်ရဲ့လားဘယ်လိုအယောင်တွေဆိုးထားလို့စိတ်ကညစ်နေတယ်လဲလောဘအဒေါသမောဟအယောင်တွေပေးကြံပြီးတော့စိတ်ရဲ့ပဂတိဖြူစင်တဲ့သဘောလေးဟာပျောက်ကွယ်လူနီးနီးလက်ဒီတော်ဘုရားကြီးပြောသလိုပြောရရင်လက်နှီးစုပ်လိုဖြစ်နေတဲ့စိတ်ကသိလားအမျိုးမျိုးသောကြီးတွေပေးကြံပြီးတော့လျှော်လို့မှပြောင်းမာတော့မလားလို့ဖြစ်ရလောက်အောင်စဉ်းစားရလောက်အောင်စိတ်တွေဟာညစ်ပေးနေတယ်တဲ့အဲ့တော့ဦးဇင်းတို့ဗာလဲပြောချင်တာကသိပြီးသားတရားလေးတွေကိုဦးဇင်းတို့ပြောနေပါလေနော်အဲ့တော့မကောင်းသောစိတ်တွေဖြစ်မိပြီဆိုလို့ရှိရင်တန်တရားတစ်လျှောက်တကိုးနဲ့ကာကွယ်လို့မရဘူးမြတ်စွာဘုရားရဲ့ဘုန်းတော်ကံတော်ဉာဏ်တော်မြတ်စွာဘုရားလောက်ကြီးတယ်လို့ရှိသလားမရှိဘူးအဲ့ဒီမြတ်စွာဘုရားမှာတောင်မှဝိဘတ်တော်12ပါးဆိုပြီးတော့မကောင်းတဲ့စိတ်တွေရဲ့အရေးတွေကလိုက်မထိုးဘူးလားခင်ဗျားတို့ကျတို့တာမန်ဆိုတာကတော့မပြောနဲ့တော့ဒါကြောင့်ဒီယံသူဒီကြောက်เสียအကောင်းဆုံးယံသူလို့ပြောတာကိုစိတ်ထဲကကြည်ကြည်နက်နက်လက်ခံကြရလားနံပါတ်1ပြန်ပြောမယ်အရေးပါလို့ဖြစ်ဆဲမှာပူလောင်စေတယ်အသေးဆွဲအောင်မှတ်မကောင်းတဲ့စိတ်ဖြစ်ရင်ဖြစ်ဆဲမှာပူလောင်စေတယ်ဘယ်သူကမှအဲ့လိုဖြစ်အောင်ကိုယ့်ကိုမလုံနိုင်ဘူးမကောင်းတဲ့စိတ်ကသာလည်းအဲ့လိုဖြစ်အောင်လုပ်နိုင်သူသာလည်းကြောက်เสียအကောင်းဆုံးစိတ်တွေဆင်းရဲလာပြီးဒုက္ခရောက်လာပြီးဆိုလူတွေကဘေးကိုလက်ညှိုးထိုးတာဟုတ်လားသားကြောင့်သမီးကြောင့်အိမ်နီးနားချင်းကြောင့်ဘုစုကြောင့်ဘဝကြောင့်တကယ်စင်စစ်အဲ့ဓာတွေကဝေသောအကြောင်းပါနီးသောအကြောင်းကကိုယ့်ရဲ့နှလုံးသွင်းမမှန်ကန်မှုကြောင့်ဖြစ်လာတဲ့မကောင်းတဲ့စိတ်တွေကြောင့်ဆင်းရဲတာဟုတ်ရဲ့လားတခါကြီးမိုင်းများအဲ့ဒီတော့ဓာတ်တဲ့ကြောက်စရာကောင်းတဲ့ယံသူရှိသေးသလားအဲ့ဒီလောက်ကြောက်စရာကောင်းတဲ့ယံသူနဲ့နေ့နေ့ညညအတူတူနေနေရဒကာဓမ္မတို့ဦးဇင်းတို့တွေမှာတန်လျက်ကင်ပြီးခေါင်းဖြတ်မဲ့ယံသူမျိုးနဲ့ဗာလဲအတူတူနေနေရတာ
အဲ့ဒီရန်သူကိုခွာနိုင်ပြီလားမခွာနိုင်သေးဘူးဦးဇင်းတို့လည်းမခွာနိုင်သေးဘူးမခွာနိုင်သေးရင်ဘယ်လိုဆက်ဆံမလဲအဲ့ဒီရန်သူကိုကြောက်စရာကောင်းတာလည်းမှန်တယ်ကိုယ်နဲ့လည်းအမြင်နေနေတာမှန်တယ်ဘယ်လိုဆက်ဆံမလဲတတိထားဆက်ဆံဣတိဘယ်လိုထားရမှာလဲတတိထားဆက်ဆံမကောင်းတဲ့စိတ်တွေကြောက်စရာကောင်းတယ်လို့အမြဲတမ်းကိုယ့်ကိုတတိကလေးပေးနေရှင်ကျင်တဲ့အားပေါ့နော်တရားအားထုတ်မယ်ဆိုလို့ရှိရင်တော့ဒါကပိုးပြီးတော့မကောင်းတဲ့စိတ်ကိုတကယ်ကိုတတိထားပြီးတော့ခွာနိုင်အောင်ကြိုးစားနေတာအဲ့တော့မကောင်းတဲ့စိတ်တွေကြောက်စရာမကောင်းဘူးလားကြောက်စရာကောင်းတယ်ယွန်းရှာစရာထိတ်လန့်စရာကိုမကောင်းဘူးလားကောင်းတယ်ယွန်းရှာစရာထိတ်လန့်စရာကောင်းတာကိုယွန်းရှာတဲ့သဘောရှိရမယ်ဟုတ်လားတခါကြီးမိုက်မြယွန်းရှာစရာထိတ်လန့်စရာကိုဗါတဲ့လေယွန်းရှာတဲ့သဘောရှိရမယ်ဒါကိုမိမိတို့ကမြက်ကန်းတစ်ဆွေမကြောက်ဒါဟာဒုက္ခပေးတတ်တယ်လို့မသိ၍တော်၎င်းသို့တော်သိတော်လဲတတိမ၍တော်၎င်းမကောင်းတဲ့စိတ်ကိုအဖြစ်ခံမယ်ဆိုလို့ရှိရင်ကိုယ်တိုင်ဒုက္ခမရောက်ပြီဘူးလားဒုက္ခရောက်တယ်မသိတာတော်တော်ကြောက်စရာကောင်းတယ်ဗျနော်လူငယ်တွေအတွက်ဦးဇင်းတို့အဓိကပြောချင်ပါမသိတာကြောက်စရာအကောင်းဆုံးပဲလောကကြီးမှာဦးဇင်းစာအုပ်တုပ်ထဲမှာဖတ်လိုက်ရတယ်ကလေးတယောက်ကားစီးသွားတာကားကလည်းတစ်ခါမှမစီးဘူးသေးဘူးတနာရီမိုင်30လောက်နဲ့ပြေးနေတာအဲ့ဒီကားပေါ်ကနေပြီးတော့ကျင်ငယ်စွန့်ညင်လို့အောက်ကိုဆင်းလိုက်သူကသူ့ရွာနွားလဲစီးတယ်လို့အောက်မိနေတာလဲပေါ်ကဆင်းတယ်လို့ဆင်းလိုက်ပွဲချင်းပြီးသေတယ်နော်တခါကြီးမိုင်မြဒီလောက်အရှိန်နဲ့ပြေးနေတဲ့ကားပေါ်ကဒီလိုဆင်းရင်သေတတ်တယ်လို့ तू သိသလားမသိဘူးသိရင် तू ဆင်းမှာမလားအခုမသိလို့ဆင်းလိုက်တယ်ဆင်းတော့သေတယ်အောက်ကဒီကတ္တရာလမ်းကြီးကဒီကောင်မသိလို့ဆင်းတာငါစီးဆောင်လို့တော့မတော်ဘူးလို့ရှိမလားမရှိအဲ့လိုပဲမကောင်းတဲ့စိတ်ဖြစ်မိရင်သိသည်ဖြစ်စီမသိသည်ဖြစ်သည်သဘာဝတရားကြီးကတော့ဒဏ်ခတ်မှာပဲမင်းမကောင်းတဲ့စိတ်ဖြစ်တာဘယ်သူမှမျက်နှာသာပေးတယ်လို့မရှိဘူးအလိုလိုက်တယ်လို့မရှိဘူးမျက်နှာထားတင်းတင်းနဲ့ဆက်ဆံတယ်လို့လည်းမရှိပါဘူးလောကကြီးနော်မကောင်းတဲ့စိတ်ဖြစ်ရင်တော့ခံရမှာဒါကြောင့်ကြောက်စရာမကောင်းဘူးလားကြောက်စရာကောင်းတယ်ယွန်းရှာစရာထိတ်လန့်စရာမကောင်းဘူးလားကောင်းတယ်ယွန်းရှာထိတ်လန့်စရာကောင်းတဲ့အရာကိုယွန်းရှာထိတ်လန့်တဲ့ရဒါလေးနဲ့ပတ်သက်ပြီးတော့ပုံလေးတစ်ခုဦးဇင်းပြောခြင်းသေးတယ်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားဇေတဝန်ကျောင်းတော်မှာတရင်သုံးတော့ညချမ်းအခါဇေတဝန်ကျောင်းတော်ထဲမှာရှိတဲ့ယဟန်တော်တွေကိုမြတ်စွာဘုရားကလှမ်းပြီးတော့ကြည်တယ်အဘိညာဉ်နဲ့ငါချစ်သားတွေဘာတွေများစိတ်ကူးနေကြတုံးလို့ကြည်ခိုးတော့ခိုးတယ်နဲ့တကွမိသလိုပဲတဲ့ကာမဝိတ္တတွေကိုကြံစည်နေကြတာယဟန်တော်တွေကနော်အဲ့ဒီမှာจิตသားအာနန္ဒာအဲ့ဒီယဟန်တော်တွေကိုသွားဆုလိုက်တရားဟောရာဓမ္မယုံကိုဆုလိုက်အဲ့ဒီမှာယဟန်တော်တွေအာလုံးစုစည်းမိပြီဆိုတော့မှမြတ်စွာဘုရားဓမ္မသနပလင်မောကြွจิตသားတို့သင်တို့မကောင်းတဲ့စိတ်တွေကြံစည်နေတာငါသိတယ်တဲ့အဲ့ဒီမကောင်းတဲ့စိတ်တွေသည်ပညောင်မင်းများလိုပဲမိယာတစ်ပင်ကိုပညောင်မင်းသည်ဖြည့်ဆည်းတယ်လို့မိယာပုဂ္ဂိုလ်တ attva ကိုဖြည့်ဆည်းလိုက်မယ်တဲ့ကောင်းလိုက်ဘူးလားဒီဥပမာလေးတခါကြီးမိုက်မြမကောင်းတဲ့စိတ်သည်ပညောင်မင်းများသည်မိယာတစ်ပင်ကိုဖြည့်ဆည်းတယ်လို့မကောင်းတဲ့စိတ်သည်အဖြစ်ခံတဲ့ပုဂ္ဂိုလ်တ attva ကိုဖြည့်ဆည်းမှာပဲတဲ့ဒါကြောင့်ထိတ်လန့်တဲ့နာကိုထိတ်လန့်ရမယ်ဆိုပြီးအဲ့ဒီမှာမြတ်စွာဘုရားကောတသိမ္ပလဇတ်ဆိုလို့ဟောနော်အဲ့ဒီကောတသိမ္ပလဇတ်မှာဦးဇင်းတို့ဘုရားအလောင်းကလက်ပံပင်တပင်ကိုအစိုးရတဲ့လက်ပံပင်ဆောင်နှက်ဖြစ်တယ်လက်ပံပင်ကြီးကအကြီးကြီးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့အလောင်းကဂလုံးငှက်မင်းဖြစ်တယ်ဂလုံးဆိုတော့နဂါးကိုရှာဖွေစားတယ်အဲ့ဒါတနေ့တော့သမုဒ္ဒရာနှစ်ဖြာခွဲပြီးတော့နဂါးတဲ့ကောင်ကိုအမိကနေဆွဲလာတယ်ရှင်သာရိပုတ္တရာအလောင်းဂလုံးမင်းကနဂါးကမသေးသေးဘူးဂလုံးရဲ့ခြေတော့ကြားမှာအဲ့ဒါတွဲလောင်းကြီးပါလားအဲ့ဒီမှာဂလုံးငှက်မင်းကဘယ်ကိုပြန်သွားတုံးဆိုဘုရားလောင်းနေတဲ့လက်ပံပင်စီကိုပြန်သွားတာအဲ့ဒါဟိမဝန္တာကိုဖြတ်ပြီးတော့ပြန်တယ်ဟိမဝန္တာကတစ်ပင်နေကြားတဲ့မလွတ်တလွတ်ဒါလေးပြန်သွားအဲ့ဒါငကားကသေပြီးကကြောက်တဲ့အတွက်ကြောင့်တဲ့တစ်ပင်တစ်ပင်ကိုလှမ်းပြီးတော့ရစ်ပတ်လိုက်တယ်ဂလုံးရဲ့ခြေထောက်ထဲကနေနော်အဲ့ဒီလိုလှမ်းပြီးတော့ရစ်လိုက်တဲ့အခါအဲ့ဒီအပင်ကကျွတ်ပြီးတော့ပါသွားတဲ့ငကားရဲ့အခွေထဲမှာဂလုံးလက်ထဲမှာဂလုံးခြေထောက်မှာငကားရဲ့အခွေထဲမှာ
တစ်ပင်အဲ့ဒီတစ်ပင်ကညောင်ပင်ဖြစ်နေဒီတိုင်းကြီးပါသွားဂလုံကလည်းအားကောင်းလိုက်တာအဲ့ဒီညောင်ပင်ကြီးကျုပ်ပါလာတာမသိအဲ့ဒါလက်ပံပင်မော်ရောက်တဲ့အခါကျတော့အားလုံးခါချအပြီးမှငကားကိုလက်ပံပင်မော်တင်ပြီးတော့ငကားရဲ့အစီကိုစားပြီးတော့အကောင်ပုတ်ကိုသမုဒ္ဒရာကိုပြစ်လိုက်အဲ့ဒီမှာထူးခြားတာကဘာလဲညောင်ပင်ကျွတ်ပါလာတဲ့ညောင်ပင်မော်ကအင်မတန်သေးတဲ့ငှက်မလေးတကောင်ပါလာဘီလုံးငှက်လောက်ပဲရှိတယ်ငှက်မလေးတကောင်ပါလာအဲ့ဒီငှက်မလေးကငါညောင်ပင်ကတော့ဇက်သိမ်းသွားပြီငါဘယ်နှမ်းနေရမလို့ဆိုလက်ပံပင်မော်တက်နေမှပဲဆိုလက်ပံပင်ခွာကြတက်ပြီးတော့နားတာအဲ့ဒီငှက်မလေးကအဲ့ဒီလိုငှက်မလေးလဲနားပြီဆိုတော့ဘုရားလောင်းကကြောက်လွန်းလို့တဲ့တုံသွားတာလက်ပံပင်ရဲ့အမြင့်တွေထိတောင်တုံသွားတယ်ဗျာဟင်တခါကြီးဒီမိုင်းမြအဲ့ဒီမှာဂလုံငှက်မင်းကဘုရားလောင်းကိုမေးတယ်ယူဇနာ150ကြီးကျယ်အောင်ဖန်ဆင်းနိုင်တဲ့ငါလိုဂလုံရဲ့အလံ1000ရှိတဲ့နဂါးရဲ့ဒီပေါ်လာပြီးတော့နားတာချတာမကြောက်ဖဲနဲ့မထိတ်လန့်မဲနဲ့လက်သီးစုပ်လောက်ရှိတဲ့ဒီငှက်မကလေးနားတာဘာကြောင့်ကြောက်ရတယ်လဲထိတ်လန့်ရတယ်လဲတဲ့အဲ့ဒီတော့မှဘုရားလောင်းကထိတ်လန့်တဲ့ယွန်ရှာတဲ့လို့ထိတ်လန့်ရတယ်တည်တည်ချာချာစဉ်းစားကြည့်ဒီငှက်မလေးဒီညောင်ပင်ပေါ်မှာနေတော့ညောင်ကြီးကိုဧကန္တစားမယ်ညောင်သီးစားရင်မင်းမစင်စွညောင်စိတ်ဧကန္တပါအဲ့ဒီညောင်စိတ်ဒီငါရဲ့လက်ပံပင်မော်ကိုမုတ်ချကြမှာပဲတဲ့ကြလာရင်ညောင်စိတ်ကညောင်ပင်တဖြည်းဖြည်းနဲ့ကြီးထွားလာပြီးတော့ငါရဲ့လက်ပံပင်ဘုံဘိတ်မှနန်းသည်ပြည့်စည်သွားမှာပဲတဲ့ပေးတဲ့ဒါစိတ်ကူးရင်နေတာလားလက်တွေ့ဆန်းဆန်းပြောနေတာလားအေးတွေးကြောက်နေတာမဟုတ်ဘူးနော်အေးဖြစ်နိုင်တဲ့အလားလားယာနှုံးမြရှိဟုတ်ရဲ့လားအေးအဲ့ဒီလိုပြောရင်းနဲ့ဘုရားလောင်းကဂါထာလေးတစ်ပုဒ်ပြောတယ်အဲ့ဒါဥစဉ်ကတော်တော်သဘောကျသင်္ကေယသင်္ကိတဗာနိရခေယနာဂတံဗယံနာဂတဗယံတိရောဥဘောလောကေအဝခတိသင်္ကေယသင်္ကိတဗာနိသင်္ကိတဗာနိယွန်ရှာသင်ထိတ်လန့်တဲ့နေတို့ကိုသင်္ကေယယွန်ရှာထိတ်လန့်ကုန်ရ၏ရခေယနာဂတံဗယံနာဂတဗယံလာလတံသောဘေးကိုရခေယဆောင်းလျှောက်ရ၏ဒီတော့ပညာရှိသောပုဂ္ဂိုလ်သည်ဥဘောလောကေဤဘဝနောက်ဘဝနှစ်ပါးစုံသောလောကကိုအနာဂတဗယံလာလတံသောဘေးဖြင့်အဝက္ခတိကြည်ရှုဆင်ញင်ရ၏ထိတ်လန့်တဲ့နာကိုထိတ်လန့်ရမယ်လာလတံသောဘေးကိုကာကွယ်ဆောင်ရှောက်ရမယ်ဉာဏ်ရှိတဲ့လူဆိုတာဒီဘဝနောက်ဘဝနှစ်ပါးစုံကိုကြည်ပြီးတော့နေတတ်ထိုင်တတ်ပြောတတ်ဆိုတတ်ရမယ်တဲ့ပိဿရဲ့ဒီတဘဝတည်းကြည်ခိုင်းတာလားနောက်ဘဝကိုကြည်ခိုင်းတာဗျတချို့ကဒီဘဝတည်းပဲဒီတဘဝတည်းပဲကြည်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်တိက္ကနိပတ်မှာရှိပါဒီဘဝစီးပွားရေးကြီးပွားရေးလောက်ပဲနားလေတယ်ကုသိုလ်အကုသိုလ်နားမလဲဘူးဘဝတန်တရားနားမလဲဘူးဆိုရင်တဲ့အဲ့ဒါဧကစက္ခုတစ်ဖက်လက်ပဲတဲ့မျက်စိတစ်ဖက်ကန်းနေတယ်နော်ဒီဘဝအကြောင်းလဲစီးပွားရေးကြီးပွားရေးလည်းမသိဘူးနောင်တန်တရားရေးကုသိုလ်ရေးအကုသိုလ်ရေးလည်းဘာမှမသိဘူးဆိုရင်တော့အန္ဓဇုံလုံးကန်းနေတယ်သူကဘိုးတောင်ဆိုသေးတယ်နော်အေးဒီဘဝလည်းပဲစီးပွားရေးကြီးပွားရေးနားလေတယ်သိတယ်နောင်ဘဝတန်တရားအတွက်လည်းကုသိုလ်အကုသိုလ်ကိုနားလေတယ်လောကဓမ္မနှစ်ဌာနမှာလိမ္မာကျွမ်းကျင်တယ်ဆိုရင်အေးမျက်စိနှစ်ဖက်မြင်တယ်ဒွိစခုတဲ့ဟုတ်လားအေးဒီမှာမြတ်စွာဘုရားအလောင်းတော်ကပြောထားတယ်နော်ဉာဏ်ရှိတဲ့လူဆိုတာလာလတန်သောဘေးဖြင့်ချိန်ပြီးတော့ဒီဘဝနောက်ဘဝနှစ်ပါးစုံကိုကြည့်ရမယ်တဲ့နော်တော်တော်အနှစ်သာရပါတယ်နော်အေးကိုလှုပ်လိုက်တဲ့အလုပ်ပြောလိုက်တဲ့အပြောသည်အခုသာကောင်းတယ်နောင်တော့အကျိုးတွေမြန်ရုံနေမလားလို့မကြည့်သင့်ဘူးလားကြည့်သင့်တယ်နော်ဦးဇင်းတို့နည်းနည်းစက်မိလို့ပြောရအောင်မယ်အင်မတန်လေးနဲ့ပါတယ်ဦးဇင်းတို့မစ္စည်းမနိကေမှာလာတယ်ဗျမဟာဓမ္မသမာဓာနိယသုတ်တံဆိုတာရှိနော်အေးမျက်စိနှစ်ဖက်မြင်တယ်ဒွိစခုတဲ့ဟုတ်လားအေးဒီမှာမြတ်စွာဘုရားအလောင်းတော်ကပြောထားတယ်နော်ဉာဏ်ရှိတဲ့လူဆိုတာလာလတန်သောဘေးဖြင့်ချိန်ပြီးတော့ဒီဘဝနောက်ဘဝနှစ်ပါးစုံကိုကြည့်ရမယ်တဲ့နော်တော်တော်အနှစ်သာရပါတယ်နော်အေးကိုလှုပ်လိုက်တဲ့အလုပ်ပြောလိုက်တဲ့အပြောသည်အခုသာကောင်းတယ်နောင်တော့အကျိုးတွေမြန်ရုံနေမလားလို့မကြည့်သင့်ဘူးလားကြည့်သင့်တယ်နော်ဦးဇင်းတို့နည်းနည်းစက်မိလို့ပြောရအောင်မယ်အင်မတန်လေးနဲ့ပါတယ်ဦးဇင်းတို့မစ္စည်းမနိကေမှာလာတယ်ဗျမဟာဓမ္မသမာဓာနိယသုတ်တံဆိုတာရှိနော်အခုလဲဆင်းရဲနောင်လဲဆင်းရဲတဲ့အလုပ်ကိုလုပ်တော်သူတဲ့အဲ့ဒါဘာလဲဆိုတော့
မကောင်းတဲ့ဒုစရိုက်တွေကိုအရှင်းရဲခံပြီးတော့လုံနေတာတချို့လုံနေတာရှိတယ်နော်အာနေပူကြီးထဲမှာစင်းစင်းရဲပင်မမဟုတ်တာလုံနေတာအဲ့ဒါလုံတော့အခုလဲဆင်းရဲတယ်နောင်လဲပါလဲဆင်းရဲမယ်အဲ့ဒါဘာနဲ့တူတယ်လဲဆိုလို့ရှိရင်အစိမ့်နဲ့ရောတဲ့ဘူးကားရေကိုတောက်သူတဲ့ဒီဥပမာလေးကိုမှတ်သွားစမ်းပါပိသတ်တို့နော်အစိမ့်နဲ့ရောသောဘူးကားရေကိုတောက်သူတဲ့ဘူးကားရေဆိုတော့လဲခါလိုက်တာလန်းနေတာဘာအနှံ့ကလည်းဘာမှမကောင်းဘူးဘာနဲ့ကရောထားသေးတယ်လဲအစိမ့်နဲ့ရောတာတောက်တုံးလဲပြုတ်ခြင်းအံ့ခြင်းတရားတောက်ပြီးရင်လဲလူးလိမ့်ပြီးတော့သေရမယ်အေးအခုလဲဆင်းရဲနောင်လဲဆင်းရဲမကောင်းတာကိုဒုက္ခခံပြီးတော့လုံနေတဲ့လူရှိတယ်မဟုတ်လားရှိတယ်ဒါကတစ်မျိုးနောက်တစ်မျိုးအခုတော့ချမ်းသာနောင်တော့ဆင်းရဲမဲ့အကျင့်ကိုကျင့်သူတဲ့မကောင်းမှုဒုစရိုက်တွေကိုချမ်းချမ်းသာသာဇိမ်ပြေနှပြေလုံနေကြတဲ့လူတွေရှိတယ်မဟုတ်လားအေးအခုတော့ချမ်းသာတယ်နောင်တော့ဆင်းရဲမယ်ဘာနဲ့တူတယ်လဲဆိုလို့ရှိရင်အစိမ့်နဲ့ရောသောအဖြော်ရည်ကိုတောက်သုံးသူတဲ့ကောင်းလိုက်ဘူးလားဥပမာလေးကအနက်အရသာပြည့်စုံတယ်မှု့ကြိုင်နေတာပဲအယောင်လေးကလည်းချစ်စရာလေးတောက်ကြည့်တော့လဲတော်တော်အရသာရှိတယ်သို့တော့ဘာနဲ့ရောထားတယ်လဲအဲ့ဒီအဖြော်ရည်ကစိတ်နဲ့ရောထားတယ်အစိမ့်နဲ့ရောသောအဖြော်ရည်ကိုတောက်သုံးသူတွေဒီကနေ့ခေတ်မှာအများကြီးရှိတယ်နော်အေးဒါနှစ်မျိုးရှိသွားပြီနော်နောက်တစ်မျိုးအခုတော့ဆင်းရဲတဲ့နောင်တော့ချမ်းသာမဲ့အကျင့်ကိုကျင့်တဲ့သူမကောင်းမှုဒုစရိုက်တွေကိုအရှင်းရခံပြီးတော့ရှောင်ကျဉ်နေတာရှားပေါ်မျက်ပေါက်ခြင်းပေါက်ပါစေမကောင်းတာတော့မလုပ်အဲ့ဒီခံယူချက်မျိုးရှိတဲ့လူမဟုတ်တာမလုပ်ဘူးအစင်းနေညင်နေပါစေလောကီစီးပွားရေးပိုင်းဆိုင်ရာလူချင်းမတူချင်းနေပါစေအတွင်းဘက်အနှစ်သာရကိုပဲအလေးထားပြီးတော့မပြည့်စုံခြင်းနေပါစေမဟုတ်တာတော့မလုပ်မပြောဘူးလို့ဒီခံယူချက်နဲ့အစင်းရခံပြီးတော့မကောင်းတာကိုရှောင်အခုတော့ဗာလဲဆင်းရဲတယ်နောင်တော့ချမ်းသာအဲ့ဒါဘာနဲ့တူတယ်လဲဆိုလို့ရှိရင်နွားကျင်ငယ်ပုတ်ရည်ဇီဝတိရှိရှားသည်နဲ့စိမ့်ထားတဲ့နွားကျင်ငယ်ပုတ်ရည်ကိုတောက်သုံးတယ်လို့မျိုးတဲ့ဦးဇင်းတို့မန္တလေးမှာအင်မတန်ခေတ်စားပါတယ်ပုတိမုဒ္ဒဘေသစ္စနွားကျင်ငယ်ပုတ်ရည်နဲ့စိမ့်ထားတဲ့ဖန်ကားသည်ဇီဝတိနဲ့စိမ့်ထားတဲ့နွားကျင်ငယ်သူကကြီးပြောင်တဲ့သဘောရှိတယ်အတွင်းတွေကသွေးကြောလေကြောတွေအလုံးကိုတန့်ရှင်းသွားတဲ့သဘောရှိတယ်ဒါကြောင့်ယောဂပျောက်တယ်တောက်ရတာတော့အင်မတန်ခက်တယ်ဦးဇင်းတို့လည်းပဲနည်းငယ်မြည်ကြည့်ဘူး3-4 ရက်လောက်အဲ့ဒီလေခြင်းမဲ့တက်အင်မတန်ဆိုးပါသို့တော့အကျိုးကတော့ဗာလဲအင်မတန်ရှိအဲ့တော့အခုတော့ဆင်းရဲတဲ့နောင်တော့ချမ်းသာတဲ့အကျင့်ကိုကျင့်သူသည်ဇီးဖြူဖန်ကားနဲ့စိမ့်ထားတဲ့နွားကျင်ငယ်ပုတ်ရည်ကိုတောက်သူတဲ့အတောက်တော့ခက်တယ်သို့တော့အကျိုးကြီးတယ်ကြိတ်မိတ်ပြီးတော့တောက်ရမှာပဲနော်တခါကြီးမိုက်မြဘာကိုဆိုလိုတယ်ဆိုတာဒီပိဋကသိပါတယ်နော်အေးနောက်စတုထဗာလဲအခုလဲချမ်းသာနောင်လဲချမ်းသာတဲ့အကျင့်ကိုကျင့်တယ်ဘဝကသာပါရမီပါလာတာလောဘဒေါသနည်းလာတာသိပြီးတော့အောင်အီးမနေရဘူးဒုစရိုက်ကိုလွယ်ကူကူရှောင်ကျဉ်နိုင်တယ်တချို့အင်မတန်တော်တယ်နော်ဘာမှမဟုတ်တာကိုသိမလုပ်ချင်ဘူးပင်ကိုဖြူကလေးတွေပေါ့နော်အေးအဲ့ဒီလိုမကောင်းမှုဒုစရိုက်ကိုလွယ်ကူကူချမ်းချမ်းသာသာရှောင်ကျဉ်နိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘာနဲ့အလားတန်တူတယ်လဲဆိုတော့စတုမတူကိုစားသုံးသူတဲ့ပိဋကဘာစားတာလဲကောင်းလိုက်တာစတုမတူဆိုတော့ကောင်းတာဗောပြားရည်ရဲ့တင်းလဲရဲ့ထောပတ်ရဲ့စီရဲ့ရောထားတာပဲမကောင်းတာမပါဘူးစားပြီးရင်လည်းယောဂါကပြောင်းအောင်မယ်အဲ့တော့ပိဋကတို့ဒီလိုဖြစ်ရင်တော့အကောင်းဆုံးပေါ့နော်အဲ့ဒီပုဂ္ဂိုလ် 4 မျိုးထဲမှာရှေးပုဂ္ဂိုလ် 2 ခုကတော့လုံးဝမဖြစ်တဲ့ကြိတ်မိတ်ပြီးတော့နွားကျင်ငယ်ဖို့ရည်လဲတောက်ရမှာပဲကံကောင်းထောင်းမစွာစတုမတူလေးများတွေ့ရင်လည်းစားရမှာကောင်းဘူးလားဒါကြောင့်ဉာဏ်ရှိတဲ့လူဆိုတာဒီတဘောဝါတဲ့ကြည့်လို့မဖြစ်ဘူးငါလုံနေကြိုင်နေတာဒီအခုတော့ချမ်းသာတယ်နောင်တော့ဆင်းရဲစေတဲ့အကျင့်မျိုးများဖြစ်နေသလားအစိမ့်နဲ့ရောတဲ့အဖြိုရည်တွေများဖြစ်နေသလားလို့မစဉ်းစားသင့်ဘူးလားစဉ်းစားသင့်တယ်အစိမ့်နဲ့ရောတဲ့အဖြိုရည်ကိုတောက်သူကများလွန်းလို့ပြောပြတာနော်တခါကြီးမိုက်များထားတော့ဒါကြောင့်မကောင်းသောစိတ်တွေပြန်ပြီးတော့တရားကိုပြန်ကောက်မယ်နော်ဖြစ်ဆဲမှာပူပန်စေတဲ့ဆင်းရဲစေတယ်ဒီဘဝမသေးခင်မှာအကျိုးပေးမယ်နောင်တန်စရာတစ်လျှောက်လိုက်ပြီးတော့ဒုက္ခပေးမယ်ဒါကြောင့်သူသည်သာလင်ကြောက်เสียအကောင်းဆုံးရန်သူဒီပြင်ရန်သူသူ့လောက်ဘေးရန်သူမှမစွမ်းဘူးတဲ့နော်ဒါကြီးတခါကြီးဒီမိုင်းများဒီအတိကလေးတွေတော့မပြောက်ပါစေနဲ့ဟုတ်လားဒါအင်မတန်အခြေခံကြတယ်ကိုယ်ဆင်းရဲစေတာဒီမကောင်းတဲ့စိတ်ပဲလို့ဒါကိုနားလည်ထားရဘယ်သူကမှလာဒုက္ခပေးတာမဟုတ်ဘူးငါရဲ့မကောင်းတဲ့စိတ်ကဒုက္ခပေးတာအဲ့ဒါလိုနားလည်ရမယ်နော်ရန်သူအကြောင်းဒီလောက်တော်ကြအောင်ဆိုမိတ်ဆွေအကြောင်းဆက်ရအောင်မယ်ညောင်းကြပြီလား
မိတ်ဆွေကြောင့်ဦးဇင်းတို့ဆက်ကြမယ်နော်နာဓမ္မာတာပိတာကိရာထအင်ညေဝပိစ္ဆာညာတကသမ္မာပဏိဟိတံစိတ်တံတရားသောနံတတောကရိတံဒုက္ခံထိုလူနတ်နိဗ္ဗာန်ချမ်းသာသုံးပါးကိုမာတာမိခင်သည်နာဂိရာထပြုလို့ရမပြေနိုင်လေကုန်ပိတာဖခင်သည်နာဂိရာထပြုလို့ရမပြေနိုင်ကုန်အင်ညေပိမိခင်ဖခင်ကျေးဇူးရှင်တို့မှာတပါးဖြစ်ကုန်သောညာတကာဝါပိဆွေမျိုးသားချင်းတို့သည်လေနာကရေယုံပြုလို့ရမပြေနိုင်ကြလေကုန်တကယ်ချမ်းသာစေချမ်းသာမှန်ကိုအမေဖေကမပေးနိုင်ဘူးအမေဖေလို့ပြောလိုက်တော့သူကအာနာကုန်သွားပြီနော်အမေဖေတဲ့ကိုကိုကောင်းစေခြင်းသာချစ်ခင်မြတ်နိုးတာဘယ်သူရှိသေးတယ်လဲအဲ့ဒါလောက်ချစ်ခင်မြတ်နိုးအကျိုးလိုလားတဲ့ပုဂ္ဂိုလ်ကမပေးနိုင်တဲ့ချမ်းသာဒုက္ခကိုဘယ်သူကပေးမလဲဆိုတော့သမ္မာပဏိဟိတံကောင်းစွာဆောက်တည်၍ထားအပ်သောသမ္မာပဏိဟိတံကောင်းစွာဆောက်တည်၍ထားအပ်သောစိတ်တံကောင်းသောစိတ်ဒီဝါကုသိုလ်စိတ်တို့သည်နန္ထုကုသိုလ်စိတ်ပိုင်ရှင်ကိုတတော်ထိုမိခင်ဖခင်ကျေးဇူးရှင်တို့ထက်သေရသောချမ်းသာအောင်ကလေးကလေးရပြုနိုင်ပေ၏အမေအဖေကမပေးနိုင်တဲ့ချမ်းသာဒုက္ခကိုကလိမ်မာလို့ကြိုးစားလို့စွမ်းဆောင်လို့ရထားတဲ့ကောင်းတဲ့စိတ်ကလေးကပေးနိုင်တယ်အဲ့တော့သူ့တဲ့မိတ်ဆွေပိတာတာအခြားမရှိတော့အဲ့တော့အကောင်းဆုံးမိတ်ဆွေဆိုတာတရားဓမ္မတို့ဦးဇင်းတို့တွေတဘဝစာလောက်ထောက်ပံ့တာတခဏစာလောက်ထောက်ပံ့တဲ့မိတ်ဆွေမျှကိုရည်ရွယ်ပြီးတော့ပြောတာမဟုတ်ဘူးဆိုတာကိုအစာတွေကစဒီပိဋကသဘောပေါက်မယ်ထင်ပါတယ်နော်မြတ်စွာဘုရားရဲ့အလိုတော်ရအကောင်းဆုံးမိတ်ဆွေဆိုတာဘာလဲကောင်းတဲ့စိတ်ကိုယ့်ရဲ့ကောင်းတဲ့စိတ်ခုနမကောင်းတဲ့စိတ်ရဲ့ဆန့်ကျင်ဘက်ပေါ့နော်အလောဘအဒေါသအမောဟနော်ဘဝတန်တရားကိုဒုက္ခသစ္စာလို့ထိုက်တဲ့လောက်နားလည်ထားရင်လူချင်းမှုနေတာပဲဗျနော်အဲ့ဒါလို့အလောဘမေတ္တာတရားလေးနဲ့နေမယ်အဒေါသအတိကလေးနဲ့နေမယ်တတိကလေးနဲ့နေမယ်အမောဟနော်အဲ့ဒီစိတ်ကလေးတွေသည်ကိုယ်ဘဝအတွက်အဖိုးအတန်ဆုံးသောကိုယ်ကိုဘယ်သောခါကာလမှာပြစ်မသွားသောသစ္စာရှိသောအကောင်းဆုံးမိတ်ဆွေအဲ့ဒီစိတ်ကလေးတွေပဲအဲ့ဒီစိတ်ကလေးတွေကိုဘာကြောင့်ဦးဇင်းတို့မိတ်ဆွေလို့ပြောရတယ်လေသူ့ကိုလည်း၃ချက်လောက်ပြောကြည့်ရမယ်နော်နံပါတ်1ဖြစ်စဲမှာအေးချမ်းစေတယ်ချမ်းသာစေတယ်ဘယ်သူကမှမပေးနိုင်တဲ့ချမ်းသာဒုက္ခကိုကောင်းတဲ့စိတ်ကပေးနိုင်တယ်အခုကောင်းတဲ့စိတ်မွေးလိုက်အခုချမ်းသာသွားတာပဲနော်ဆေးကမှဗိုက်ထဲမှာခြေပြီးတော့ရှောက်ပို့နေရအောင်ပဲသွေးတွေလေတွေနဲ့နော်ကောင်းတဲ့စိတ်ဝင်သွားရင်အခုဝင်ရအခုချမ်းသာတာပဲလက်ငင်းတခါယူမိုင်းမြနံပါတ်1ပါလဲကောင်းတဲ့စိတ်သည်ဖြစ်စဲမှာအေးချမ်းစေတယ်သက်သာစေတယ်ပူလောင်မှုတွေငြိမ်းသွားစေတယ်နံပါတ်2ကောင်းတဲ့စိတ်ကိုကြီးထွားလာအောင်တကယ်မွေးမြူနိုင်မယ်ဆိုရင်ဒီဘဝတွင်ကြီးကြီးကျယ်ကျယ်ချမ်းသာဒုက္ခရမယ်နော်နံပါတ်2နော်နံပါတ်3ယဟန္တာမဖြစ်သေးလို့ဘဝတဏမကုံသေးလို့ဘဝတန်တရားရှောက်ရမယ်ဆိုရင်အဲ့ဒီကောင်းသောစိတ်တို့သည်အရေးပမာဣတိဗါတဲ့လေခုနတုန်းကမကောင်းတဲ့စိတ်ကတော့လဲပြီးရာသည်နွားချီရနောက်လိုက်တယ်ဒါကတော့အရေးနဲ့ဥပမာပေးတယ်မြတ်စွာဘုရားကဓမ္မပဒမှာပဲလာပါတယ်မနောပုပ္ပင်္ဂမဓမ္မမနောတိဋ္ဌမနောမေယမနတ္တာစီပတံဒေနပါတတိဝံကရောတိဝါတတောနံဒုက္ခမနွေတိသာယာဝအနုပါယိနိသာယာဝအနုပါယိနိနော်တခါကြီးမိုက်မယ်ဘယ်နာသွားတော့အရေးကလေးကရှိနေတယ်သူ့လောက်သစ္စာရှိတဲ့မိတ်ဆွေအခြားမရှိဒကာဓမ္မတို့ဦးဇင်းတို့တွေကိုညံကလေးနဲ့ကိုတော့မိတ်ဆွေကအမျိုးမျိုးရှာထားတာဗျဟုတ်လားငွေကြီးကိုမိတ်ဆွေလို့ထင်တဲ့လူကငွေကြီးရှာထားတာပဲအပေါင်းအသင်းကိုထင်တဲ့လူကအပေါင်းအသင်းဆွေမျိုးထင်တဲ့လူကဆွေမျိုးဂုံပကာသနာမိတ်ဆွေထင်တဲ့လူကလည်းအသီးသီးပေါ့ဗျာရှာထားကြဒါပေမဲ့အဲ့ဒီမိတ်ဆွေတွေကိုမိတ်ဆွေမဟုတ်ဘူးလို့ဦးဇင်းတို့ကမဆိုလိုပါဘူးသို့တော့အဲ့ဒီမိတ်ဆွေတွေတကယ်တမ်းတကယ်အရေးတကယ်ဘေးနဲ့တည့်ရင်ကာကွယ်စောင့်ရှောက်နိုင်တဲ့အစွမ်းမရှိပါဘူးသူ့ရဲ့အတိုင်းအတာနေပေလေးဟာကျင်းချင်းကလေးပါအဲ့ဒီမိတ်ဆွေရဲ့အတိုင်းအတာနော်တခါကြီးမိုက်မယ်အရေးကြုံရင်ပြစ်သွားမှာဗျအဲ့ဒီမိတ်ဆွေတွေပိဋကဘာတဲ့တုန်းဒီစကားလေးပြန်ပြောစမ်းပါအရေးကြုံရင်ပြစ်သွားမှာအရေးကဘာတွေတော့အိုရေးနာရေးသေရေးအိုရေးနာရေးကိုဥစဉ်မပြောဘူးဗျသေရေးကိုပြောမယ်တကယ်သေတော့မယ်ဆိုတော့အဲ့ဒါတွေကငါမင်းရဲ့မိတ်ဆွေပါငါကိုအားကိုးလိုက်စမ်းလို့အနာနာလေးမဲ့လာရက်သေးသလားမရက်တော့
စဉ်းစားကြည့်ပါနော်တခါကြီးမိုက်မြအဲ့ဒီတော့အဲ့ဒီမိတ်ဆွေတွေရဲ့ကိုယ့်ကိုကူညီနိုင်တဲ့အတိုင်းအတာဘောင်ကလေးဟာအင်မတန်ကျင်းတယ်မဟုတ်လားအင်မတန်ကျင်းတယ်အရေးရောက်ရင်ပြည့်ပြေးမှာဘုရားတို့ပုံမြင်လေးတစ်ပုဒ်ရှိတယ်တငယ်ချင်း2ယောက်တောလန်းကိုခရီးသွားအဲ့ဒီလိုခရီးသွားရင်လည်းခင်မင်ရင်းနှီးတာလဲကြာပြီးတယောက်နဲ့တယောက်အင်မတန်သစ္စာရှိတယ်လို့ထင်တယ်အဲ့ဒါနဲ့တောထဲရောက်တဲ့အခါကျတော့ဝက်ဝင်ကြီးတစ်ကောင်နဲ့တွေ့တော့စောစောတုန်းကတော့အေးအတူပူအမျှဆိုတဲ့တငယ်ချင်း2ယောက်တယောက်ကဝက်ဝင်ကြီးလည်းမြင်ရောသူကအရင်မြင်တာဆိုဗျိုးဆိုဒီတငယ်ချင်းကိုပြစ်ပြီးတော့ပြေးတာဘယ်ပြေးတော့ဆိုတော့တစ်ပင်ပေါ်တက်ပြေးကိုလွတ်ယုံသွားတာအောက်ကျန်တဲ့လူကမမြင်သေးဘူးပြီးမှဝက်ဝင်ကြီးကအနီးနားမလှမ်းမကန့်ရောက်လာမှာဟာဝက်ဝင်ကြီးဟာဆိုဘယ်လိုလုပ်ရမှာတော့ပြေးလို့လည်းမလွတ်တော့အဲ့ဒါနဲ့သူဘာလုပ်တော့ညံရှိတယ်ဒီလူကယုံဆိုပြစ်လဲလိုက်တယ်ပြစ်လဲပြီးတော့အသက်မရှူဘဲနဲ့အောင့်ထားသေခြင်းဟန်ဆောင်းနေတာသေးနေတဲ့လူကိုတောရိုင်းတိဆန်တွေကအန္တရာယ်မပြုဘူးဆိုတဲ့အယူအဆကိုသူကသိထားတာသိလားအဲ့ဒါနဲ့သူပတက်လန်ပြီးတော့ဗိုက်ကြီးတင်းပြီးတော့အသက်မရှူဘဲနဲ့တောင့်တာအဲ့ဒါဝက်ဝင်ကြီးကအဲ့ဒီနာရောက်လာနမ်းကြည့်တယ်ရှောက်ဗိုက်တွေမျက်နာတွေပါးတွေရှောက်နမ်းကြည့်ဟိုအသက်မရှူဘဲနဲ့အောင့်ထားတော့ဝက်ဝင်ကြီးကသူ့ကိုသေတယ်လို့ထင်ပြီးတော့တည်တည်ချာချာအားရအောင်ကြည့်ပြီးတော့ခြာကနေလှည့်ပြီးတော့တိုးထဲဝင်သွားတယ်ဝက်ဝင်ကြီးကအဲဝက်ဝင်ကြီးအဝေးကြီးရောက်သူစိတ်ချရပြီဆိုမှအဲ့ဒီသေချာဆောင်တဲ့တငယ်ချင်းကထလာအဲ့ဒီတော့မှတစ်ပင်မော်ကလူကဆင်းလာစောတော်တုန်းကဝက်ဝင်ကြီးနန်းနေတုန်းကဝိုင်းပြီးတော့တိုက်ခိုက်မယ်ဆိုတဲ့စိတ်ကူးသူ့မှာမရှိဘူးအရေးကြုံတော့သူပြစ်ပြေးတာနော်အေးအဲ့ဒီမှာသူဘာပြောတုံဆိုတော့အောက်ဆင်းလာတငယ်ချင်းမင်းကိုဝက်ဝင်ကြီးကတူးတူးနဲ့ဘာလေးပြောသွားတာတုံးတဲ့ပိဿရေဒုက္ခရောက်တုန်းကကူညီမယ်မအောင်မေဘူးဝက်ဝင်ကြီးကဘားတွေကတ်နန်းနေတာသူတူးပြောတယ်ထင်တယ်ကြီးပွားကြောင်းစီးပွားရေးတွေမြန်ပြောသွားတာလားလို့သူထင်ချင်းထင်ပါပေါ့ဂျရနာတိုက်တွေမြန်ပြောသွားတာလားလို့ထင်ချင်းထင်ပါပေါ့ဟုတ်လားအေးဘာတွေပြောသွားတုံးတဲ့ဝက်ဝင်ကြီးကတူးနဲ့အဲ့တော့ဟိုလူကပြောတာအချက်ကြတယ်သိလားဝက်ဝင်ကြီးကငါ့ကိုပြောသွားတယ်ဘာပြောသွားတော့နောက်ကိုအရေးကြုံရင်ပြစ်ပြေးမယ်မိတ်ဆွေတို့နဲ့ဘယ်တော့မှအတူတူခရီးမသွားနဲ့လို့ပြောသွားတယ်နော်တခါကြီးမိုင်းမြအေးဒီပုံမြင်လေးကတော့ तू ကတော့ကိုယူတတ်ရင်ယူတတ်တယ်လို့ပါပဲနဲ့ပါတယ်အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဝန်းကျင်မှာမိတ်ဆွေအတုတွေအများကြီးရှိအေးမိတ်ဆွေအတုမဟုတ်အောင်တောင်မှခုနကပြောတယ်လို့သိပြီးတော့မထီရောက်တဲ့သိပြီးတော့အည်အသွေးမမြင့်တဲ့မိတ်ဆွေတွေအများကြီးရှိနော်အဲ့ဒါတွေနဲ့ပဲအချိန်ကုန်နေတာမိတ်ဆွေစစ်ကအင်တန်နဲတာကိုအဲ့တော့မိတ်ဆွေစစ်ကဘာလဲကောင်းတဲ့စိတ်မိတ်မိတ်ဆွေစိတ်ကဘာလဲကောင်းတဲ့စိတ်ဗျကောင်းတဲ့စိတ်ရှိရင်ဒီမိတ်ဆွေကတကယ်သစ္စာရှိဘယ်လောက်ထိသစ္စာရှိတော့ဒီတဘဝလုံးကြည့်ုံနဲ့မကောက်သေးပြီးတဲ့နောက်တော့လိုက်အောင်မထည့်ကဲဒါတဲ့ကောင်းတဲ့မိတ်ဆွေဘယ်ရှိမှာအဲ့တော့ဒီလောက်အခြေခံကြတဲ့တရားကိုပေးတဲ့တို့မေ့ပြစ်တဲ့သလားအေးခုနကဦးစင်းကဒီတရားကိုအကြိုက်ဆုံးလို့ပြောတာကခမည်းတော်ကိုဟောကာနေမလို့ထွိတ်လုတ်ပြီးတော့ပြောတာမဟုတ်တကယ်သစ္စာတရားနော်ဒီတရားကိုဦးစင်းတကယ်ကြိုက်တယ်အဲ့တော့မကောင်းတဲ့စိတ်ဒီကြောက်စရာအကောင်းဆုံးပဲသူပဲဒုက္ခပေးနေတာကောင်းတဲ့စိတ်ဒီအာကိုးစရာအကောင်းဆုံးမိတ်ဆွေသူကလွဲလို့တခြားထိရောက်သောအာကိုးစရာဘာမှမရှိရှိတယ်လို့ထင်ရင်မှားပါပြီပိဋကရှိတယ်လို့ထင်ရင်မှားလာပဲအေးဒါမဲ့လူတွေဆိုတာကိုမှားလဲမှားတယ်လို့သိချင်မှသိမျက်စိလဲတဲ့လူတွေလို့ပေါ့နော်အေးနေလုံးကြီးကြောင်တောင်အရှိကထွက်နေတာမြင်တဲ့နဲ့သူတယောက်တည်းနေကလည်းအနောက်ကထွက်နေတာအဲ့လိုထင်ဦးသိမျက်စိလဲနေတာပထိုးတိုက်ထဲမှာနေကအနောက်ကထွက်နေတာဒီရောက်တော့လဲပြေးသွားတယ်သိလားအေးအဲ့တော့မျက်စိလဲတဲ့လူနဲ့ဥပမာပေးတယ်မြတ်စွာဘုရားကအဝိဇ္ဇာမသိတာနော်ဘာမသိတာလဲမကောင်းတဲ့စိတ်ဒီဒုက္ခပေးတယ်လို့မသိဘူးအဝိဇ္ဇာကနေပဲအခြေကြီးပါနော်ဒါကဥစဉ်ကတစ်ခုကိုပြောတာကောင်းတဲ့စိတ်ဒီချမ်းသာဒုက္ခကိုပေးတယ်လို့မသိဘူးအဝိဇ္ဇာမကောင်းတဲ့စိတ်ဒီဒုက္ခကိုပေးတယ်လို့မသိဘူးအဲ့ဒါပါလဲအဝိဇ္ဇာအေးအဲ့ဒီအဝိဇ္ဇာတွေနည်းသွားအောင်သိအောင်တရားနာရစာပေကိုလေ့လာရဟုတ်ရလားတခါကြီးမိုက်မြအေးအဲ့ဒီအတိဒီတန်ဖို့အရှိဆုံးလူတွေဟာကိုသိတယ်လို့လုပ်ကြတာဗျအေးလေလူတွေဟာပါလဲကိုသိတယ်လို့လုပ်ကြတာလုပ်တယ်လို့ဖြစ်ကြတာနော်ချမ်းသာဆင်းရဲကိုအလုတ်ကကြိုးကင်ထားကောင်းတာလုပ်တယ်ကောင်းတာပြောတယ်ကောင်းတာကြံတချို့ကမကောင်းတာလုပ်တယ်မကောင်းတာပြောတယ်မကောင်းတာကြံအဲ့ဒီကံနှစ်ပါးကချမ်းသာဒုက္ခကိုဖန်တီးနေတာကောင်းတာလုပ်ပြောကြံတဲ့ပုဂ္ဂိုလ်အတွက်ချမ်းသာမကောင်းတာလုပ်ပြောကြံတဲ့ပုဂ္ဂိုလ်အတွက်ဆင်းရဲအဲ့ဒါလိုဖန်တီးနေအဲ့ဒီကံအဲ့ဒီအလုပ်တွေကိုဘယ်သူကဖန်တီးနေတော့အတိကဖန်တီးနေတာကိုသိတယ်လို့လုပ်တာကိုမှန်တယ်ထင်တယ်လို့လုပ်နေကြနော်အေးဒါကြောင့်အတိရှိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒါကြောင့်မြတ်စွာဘုရားက
ကုသိုလ်တွေမှာခေါင်းဆောင်ရှိတယ်တဲ့ပိဋကရေကုသိုလ်မှာပါလဲဘယ်သူများဖြစ်မဲ့ထင်တော့အတိဘောဝိဇ္ဇာဘိက္ခဝေပုပ္ပင်ကမှာကုသလနံဓမ္မနံတမပတ္တိယအနွဒေဝအဟိရိကံအနုတ္တပံဣတိဥပ္ပါလိတော်နော်ကုသိုလ်တရားတွေမှာဝိဇ္ဇာဆိုတဲ့အတိကခေါင်းဆောင်မကောင်းတာကိုမလုပ်ရဲဘူးကြောက်တယ်မကောင်းတာကိုမလုပ်ရဲဘူးရှက်တယ်ဆိုတဲ့ဟိရိဥတ္တပကနောက်လိုက်ကုသိုလ်မှာခေါင်းဆောင်တွေနောက်လိုက်တွေရှိတယ်ဗျနော်အတိကခေါင်းဆောင်တယ်အရှက်အကြောက်ကနောက်လိုက်အကုသိုလ်မှာလည်းခေါင်းဆောင်ရှိတယ်ပေတတို့ညံမနှဲပါဘူးရိပ်မိပြီဘယ်သူလဲအေးမှန်တယ်နော်အဝိဇ္ဇာဘိက္ခွေပုပ္ပင်ကမှာအကုသလနာဓမ္မနံတမပတ္တိယအနွဒေဝအာဟိရိကံအနုတ္တပံအဝိဇ္ဇာကအကုသိုလ်တွေရဲ့ခေါင်းဆောင်မရှက်မကြောက်အကုသိုလ်တွေကိုလုံရဲပြောရဲတာကနောက်လိုက်တဲ့ဟုတ်လားဒါကြောင့်အတိအရေးမကြီးဘူးလားအရေးကြီးတယ်အဲ့ဒီအတိကိုသာသနာတော်နဲ့တွေ့တဲ့အခါမှာကြည်ကြည်ပြန့်ပြန့်ရအောင်မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်အဲ့ဒီမြတ်စွာဘုရားရဲ့ဒေသနာတော်တွေဟာတကယ်စင်စစ်တော့အလင်းရောင်နေပဲဗျပိဋကတို့ရဲ့မြတ်စွာဘုရားရဲ့ဒေသနာတော်ဆိုတာဘာလဲအလင်းရောင်နေတကယ်လို့အလင်းရောင်လာမရှိဘူးဆိုရင်ခင်ဗျားတို့ကျုပ်တို့တန်တဲ့ခရီးလေခရီးသွားတွေအတွက်ခလုတ်လဲတိုက်ချင်တယ်လို့တိုက်မှာပဲစူးလဲညှိမှာပဲမပွေးလဲတက်နင်းညင်နင်းမှာပဲကြောက်သေးလဲကျွန်းပြန်ချချင်ကြမှာပဲဘာကြောင့်လို့ဆိုတော့မှောင်းနေတယ်ပိဋကဘာဖြစ်နေလဲမှောင်းနေအမောင်နဲ့လမ်းသွားတဲ့ပုဂ္ဂိုလ်အတွက်ချောမွေ့ဖွယ်ရာဟာမျောလင့်เสียမရှိဘူးအဲ့တော့အခုတရားဓမ္မတို့ဦးဇင်းတို့တွေမှာကံအားလျော်စွာအဲ့ဒီအလင်းရောင်ရဲ့အောက်မှာရောက်နေအဲ့ဒီအလင်းရောင်မရှိတော့ဘူးသာသနာကွယ်သွားပြီဆိုလို့ရှိဘလောက်ပဲဉာဏ်ရှိရှိစိတ်ကောင်းနှလုံးကောင်းရှိရှိလူတွေဟာတယောက်နဲ့တယောက်သိထူးတော့မှမဟုတ်တော့ဦးဇင်းတို့တောင်မြတ်တော်ကြီးရေးထားတာရှိတယ်မို့လားဘုရားရှင်တော်မပွင့်ပေါ်လင်ဘုရားရှင်တော်မပွင့်ပေါ်လင်လူတော်အများစိတ်ကောင်းထားလေဧကကုသိုလ်အကုသိုလ်နဲ့ထိုထိုဘုံဘဝမတိကြများလအပြစ်တွေဘုရားမပွင့်ပေါ်လို့အလင်းရောင်သာမရှိဘူးဆိုရင်ကုသိုလ်အကုသိုလ်မတိနောက်ဘဝရှိဘဝဆိုတာလက်မခံထင်ရလောက်ကြမှာပဲတဲ့ဟုတ်လားတခါကြီးမိုင်များအေးဒါကြောင့်ဒေသနာတော်ဒီဘာနဲ့တူလဲအလင်းရောင်နဲ့တူအေးလူငယ်တွေအတွက်မှတ်เสียနောက်ထပ်ပုံမြင်တစ်ပုဒ်ပြောအောင်မယ်ဒီအလင်းရောင်နဲ့ပတ်သက်ပြီးတော့ရှင်းတော့ကမျက်စိနှစ်ဖက်ပြက်နေတဲ့အကန့်ကြီးတစ်ယောက်ရှိတယ်တဲ့သားတော်သမီးကဆွေမရှိမျိုးမရှိတောင်းရန်စားတော့ရတောင်မွေးလေးတစ်ချောင်းလက်ဆွဲပြီးတော့အဲ့ဒါလိုတောင်းရန်စားတော့ဒီလိုနဲ့နှစ်တေလာတွေကြားလာတော့ဒီနေ့တော့လူတစ်ယောက်ကပြောတယ်အကန့်ကြီးခမ ्या ကိုကျုပ်အင်မတန်သနာတယ်ဒါကြောင့်ခမ ्या အထောက်ကူရဖို့အတွက်ဟောဒီမီးအိမ်ကလေးကိုသွားလေရယူသွားပါလို့မီးအိမ်ကလေးတစ်လုံးပေးတဲ့နော်အဲ့တော့အကန့်ကြီးကပြန်ပြောတယ်မျက်စိနှစ်ဖက်ပြက်နေတဲ့ငါလိုအကန့်ကိုမီးအိမ်ပေးလို့ဘာအကျိုးကျေးဇူးရှိမှလဲတဲ့ပိဋကအကန့်ကြီးပြောတာဟုတ်လားဟုတ်လားဆိုတော့ဟုတ်ပါတယ်ပြောတာပေါ့ပြီးမှမဟုတ်ဘူးမပြောနဲ့နော်အကန့်ကြီးကပြောတာငါလိုမျက်စိကန်းနေတဲ့လူအတွက်ဒီမီးအိမ်ကြီးကဘာအကျိုးရှိမှလဲလို့ပြန်ပြောတယ်အဲ့တော့ဟိုလူကခမ ्या အတွက်အကျိုးမရှိဘူးမပြောပါနဲ့တဲ့ညတိုင်မှာခမ ्या ကဒီမီးအိမ်လေးကိုထွန်းသွားရင်ဘေးကလူတွေကခမ ्या ရဲ့မီးရောင်ကိုမြင်ပြီးတော့ခမ ्या ကိုဝင်မတိုက်တော့ဘူးတဲ့ခမ ्या ကိုဒီပြင်လူတွေကရှောင်သွားမယ်သူကတော့မရှောင်နိုင်ဘူးလေမျက်စိကန်းနေတာကိုပိဋကရဲ့မီးအိမ်ကအကန့်အတွက်အကျိုးရှိသွားပြီလားရှိလားမေးတော့ရှိသွားပြီဟုတ်လားအကျိုးရှိသွားပြီနော်အဲ့ဒီမှာအကန့်ကြီးကသဘောကျပြီးတော့တီးလုံးကြိုက်ပြီးတော့အဲ့ဒီမီးအိမ်ကလေးယူသွားတယ်အဲ့ဒီလိုနဲ့အဲ့ဒါမီးအိမ်ကလေးဆွဲပြီးတော့ခရီးသွားတနေ့ကြတော့ညတညဒိုင်းဆိုလူတယောက်နဲ့ဝင်တိုက်အဲ့ဒီမှာအကန့်ကြီးကဟေးကန်းနေသလားငါ့ကိုဝင်တိုက်တဲ့အကန့်ကအရှင်ပြောတယ်သိလားအဲ့တော့ဟိုလူကဘာပြောတုံးဆိုကျုပ်မကန်းပါဘူးဗျာမမြင်လို့ဝင်တိုက်တာတကယ်မှန်တယ်တော့မကန်းဘူးမမြင်လို့ဝင်တိုက်တာမကန်းအကန်းတာနဲ့မမြင်တာနဲ့ကွာသေးတယ်ဗျမှောင်းနေရင်မမြင်ရဘူးဗျသို့တော့ကန်းသလားမကန်းဘူးဗျမျက်စိကတော့ကောင်းနေတာဟုတ်လားအဲ့တော့ဟိုလူကမကန်းမင်းမမြင်ဘာလို့ဝင်တိုက်ဒီမှာငါမိအင်ကြီးထွန်းထားတာမင်းမမြင်ဘူးလားအဲ့ဒီမှာဟိုလူကသေချာကြည့်နောင်ကြီးခမရတဲ့ခမရမိအိမ်ကမင်းငိမ့်နေတယ်တဲ့ဟဲ့တဲ့မိအိမ်ကဘာဖြစ်နေတယ်မင်းငိမ့်နေတယ်အဲ့ဒီမှာအနှစ်သာရရှိတဲ့စကားကအခုမှရောက်အဲ့ဒီမှာအကန့်ကြီးဘာပြန်ပြောတော့အဲ့ဒီစကားလေးကိုအမြဲတမ်းပဲ့တင်ထက်သိလားအကန့်ကြီးကဘာပြောလို့ဆိုအလင်းရောင်မရှိတဲ့အချိန်မှာကန်းတဲ့လူနဲ့မကန်းတဲ့လူနဲ့ဘာမှမထူးပါဘူးပိဋကထူးသလား
မထူးလို့မဝင်တိုက်တာဗောဗျာဟုတ်လားအလင်းရောင်မရှိတဲ့အချိန်မှာကန်းသူနဲ့မကန်းသူဒီတဲပြီးတော့မထူးကြပါဘူးတဲ့အဲ့တော့သာသနာတော်ရဲ့အလင်းရောင်နဲ့တွေ့တဲ့အခါမှာဒကာဓမ္မတို့ဦးဇင်းတို့တွေမြင်ဖို့အရေးကြီးတယ်နော်မြင်လို့ဒီဓမ္မုံပေါ်ရောက်လာတယ်လို့ဦးဇင်းတို့ထင်ပါတယ်ဟုတ်လားအေးဒါပေမဲ့ဦးဇင်းကနည်းနည်းလေးစဉ်းစားမိတာပြောဦးမယ်ဗျမမြင်လို့ဝင်တိုက်တယ်ပေးတတ်တော့အခုမျက်စိမြင်တယ်ဦးဇင်းတို့လည်းမြင်တယ်နော်ခလုံးမတိုက်ဘူးလားမြင်တဲ့နဲ့ဘာလို့ဝင်တိုက်တယ်စဉ်းစားကြည့်တယ်မှာမြင်တဲ့နဲ့ဘာလို့တိုက်တယ်ငေးလာလို့ပေါ့ဗျာဟုတ်လားငေးလာလို့တွေးလာလို့ရှေ့သေးသေးချာချာမကြည့်ပဲနဲ့သွားတယ်ဘာတွေတွေးနေမှမသိဘူးဘာတွေငေးနေမှမသိဘူးတိုက်ရောပေါ့ခလုံးပဲအဲ့တော့ပေးတတ်တို့ကောက်ချက်ချကြည့်မမြင်မှတိုက်တာမဟုတ်ဘူးငေးလာရင်လည်းတိုက်တတ်သေးတယ်လို့နော်တချို့အသည့်တွေရှိတယ်ဗျဒေါသဖြစ်ရတာမကောင်းဘူးဟာတယောက်နဲ့တယောက်ပြဿနာဖြစ်ရတာမကောင်းဘူးသိသားပဲသိရတဲ့နဲ့ပြဿနာကလည်းမဆုံးနိုင်ဘူးဖြစ်နေတယ်အဲ့တော့ဘာဖြစ်တာငေးနေတာတွေးနေတတိမေ့လျော့ပြီးတော့အတ္တမာဒနဲ့နေတာမဟုတ်ဘူးတမာဒနဲ့နေနေတာအဲ့ဒီလိုဆိုတော့ပြဿနာပေါင်း16000ရှုပ်ထွေးနေတာပဲဘယ်တော့မှရှင်းတယ်လို့မရှိဟုတ်ရလားတခါကြီးမိုက်များအေးစကားတွေကဘယ်ကနေဘယ်ရောက်သွားမှမသိဘူးဟမ်အေးအလင်းရောင်မရှိတဲ့အချိန်မှာကန်းသူနဲ့မကန်းသူတည်ပြီးတော့မထူးပါဘူးတဲ့ဒါကိုဦးဇင်းကဘာကိုဂုံတင်နေတာလဲဆိုတော့သာသနာတော်ရဲ့အလင်းရောင်ကိုဂုံတင်နေတာသာသနာတော်တကယ်လို့များမရှိခဲ့ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ကျတို့ဒါတဲ့အများကြီးပို့ချင်နေဆိုမယ်လို့အရှိကြည့်ပြီးတော့ပြောတာနော်အေးဒါကြောင့်အလင်းရောင်နဲ့တွေ့တဲ့အခါမှာမြင်အောင်ကြိုးစားနိုင်ကြပါစေနောက်တစ်ဆင့်မြင်ပြီးရင်လည်းမငေးကြပါနဲ့ဟုတ်လားတခါကြီးမိုင်းများအေးအဲ့တော့အဲ့ဒီအတိကြီးအင်မတန်အရေးကြီးတယ်အဲ့ဒီအတိကကံကိုချုပ်ကန်တယ်အဲ့ဒီကံကချမ်းသာဆင်းရဲကိုဖန်တီးတယ်ဒါကြောင့်မကောင်းသောစိတ်သည်ဆင်းရဲစေတယ်လို့မသိသင့်ဘူးလားကောင်းသောစိတ်သည်ချမ်းသာစေတယ်နောက်ဆုံးနိဗ္ဗာန်ပို့တာလဲဒီကောင်းတဲ့စိတ်ကပို့တာလို့မသိသင့်ဘူးလားသိသင့်တယ်အဲ့ဒီအတိဘာနဲ့တန်ဖိုးဖြတ်မလဲဘာနဲ့မှတန်ဖိုးဖြတ်လို့မရဘူးဗျာနော်အဲ့ဒီအတိကိုအခြေခံပြီးတော့နေထိုင်သွားကြမယ်ဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာအရှင်တန်းမြင့်လာနော်မကောင်းသောစိတ်သည်ကြောက်စရာအကောင်းဆုံးရံတယ်ကောင်းသောစိတ်သည်အားကိုးစရာအကောင်းဆုံးမိတ်ဆွေအေးအဲ့တော့မိတ်ဆွေအကြောင်းကိုဦးဇင်းတို့ကအကျေကြီးပြောချင်တာနာယီကတနာရီနဲ့15မိနစ်လောက်ရှိသွားပိဋကတို့ညောင်းကြပြီလားတရားကမသိညင်သေးဘူးနည်းနည်းပြောချင်သေးတယ်နော်အေးကောင်းတဲ့စိတ်ဒီပါလဲပြစ္ဆုတ်ပံဖြစ်စေမှာအေးချမ်းစေတဲ့သက်သာစေကောင်းသောစိတ်ဒီတကယ်ကြီးထွားလာရင်ဒီဘဝမသေးခင်မှာအကျိုးပေးမယ်နောင်တန်တရားလျှောက်လုံးအရေးပမာလိုက်မယ်နော်မိတ်ဆွေစစ်လို့ပြောရင်လည်းစကားတွေကရောက်သွားတာသိလားအေးတချို့နောက်ဘဝတွေလိုက်တယ်ဒါလေးကိုလူငယ်တွေတချို့ကြားဖို့မယ်ဦးဇင်းကအဲ့ဒီအကြောင်းအရာလေးကိုအင်မတန်ပြောခြင်းတယ်ဦးဇင်းတို့တကယ်အဖြစ်ပြက်ပါဦးဇင်းတို့စကိုင်းတိုင်းလေဟိုကတာမှာမိုးရားမြို့ဆိုတာရှိနော်အဲ့ဒီမိုးရားမြို့မှာတထေးမကြီးတယောက်ရှိတယ်ဗျအဲ့ဒီတထေးမကြီးကဒေါ်ရွှေဥရှင်လေးကိုစလင်းကား6កောင်လောက်ရှိတယ်အင်မတန်ချမ်းသာသူ့ရဲ့သားကဥထွန်းရှိတဲ့စာရီပါတွေရေးတယ်အဲ့ဒီတကကြီးကိုယ်တိုင်ရေးခဲ့တာသူရန်ကုန်ပြောင်းမယ်ဆိုတော့သူ့အမေကပြောတယ်ငါသားမင်းရန်ကုန်ပြောင်းမယ်ဆိုတော့အမေကမင်းကိုဘယ်တော့မှမပြောခဲ့ဘူးတဲ့အကြောင်းအရာတစ်ခုပြောချင်အဲ့ဒီအကြောင်းအရာကိုပြောပြီးရင်တော့အမေကတော့နေမကောင်းဖြစ်တော့မှာပဲတဲ့စိတ်ဝင်စားကြကောင်းတယ်နော်အဲ့ဒီအကြောင်းအရာကိုပြောပြီးရင်နေမကောင်းဖြစ်မှာပဲဒါပေမဲ့ငါသားကိုချစ်လွန်းလို့အမေပြောမယ်အဲ့ဒီမှာနားထောင်ငါသားလွန်ခဲ့တဲ့နှစ်45 80 80လောက်တုန်းကဟောဒီမိုးရာမြို့ရွှေတီဆိုတဲ့ကောင်မလေးတယောက်ရှိတယ်အင်မတန်ဆင်းရဲတယ်တအိမ်လုံးလူစုံတက်ဆုံအလုံးလုံးမှထမင်းစားရယုံလေးရှိလုံးတက်တာအကုန်လုံးရဆင်းရဲလုံးလို့အဲ့ဒီရွှေတီဆိုတဲ့ကောင်မလေးက12နှစ်13နှစ်သမီးလောက်ဘောဓိကျောင်းဆိုတာရှိတယ်အဲ့ဒီဘောဓိကျောင်းဆရာတော်နဲ့သူကခင်တယ်ဆရာတော်တပည့်တော်မတော်မှာအင်မတန်ဆင်းရဲတယ်ဘယ်နဲ့လုပ်ရမလို့မေးတယ်မေးတော့ဆရာတော်ကဟဲ့ရွှေတီမရှိရင်လှူရတယ်လို့ပြောတယ်ပိဋကကြီးမရှိရင်အဲ့ဒီမှာမရှိဘဲနဲ့အရှင်ဘုရားဘာလှူမှလဲဟုတ်တယ်လို့ပဲနော်မရှိဘဲနဲ့ဘာလှူမှလဲအေးအဲ့ဒီမှာဆရာတော်ကအတူချုပ်ပဲပြောကြစို့အေယာဝတီမြစ်ကိုလက်ညှိုးထိုးပြဒီရည်ဒီနင်ကြိုက်တဲ့လောက်ယူလို့ရတယ်မို့လားရပါတယ်ဗျာအဲ့ဒီလိုဆိုရင်ဒီတောင်ဆောင်ပေါ်မှာဇင်းဇောင်းနှမ်းလျှောက်တက်သွားပြီးတော့မြတ်စွာဘုရားကိုအေယာဝတီမြစ်ထဲကရေတွေကိုခတ်ပြီးတော့လူရေဆိုတာတန်ရှင်းစေတယ်စင်ကြယ်စေတယ်အစာလောင်ပြေးစေတယ်မြတ်စွာဘုရားကိုအဲ့ဒါလို့
မြတ်စွာဘုရားရေစာရှာမှာပဲရေချိုးခြင်းမှာပဲအဲ့ဒါလိုမြတ်စွာဘုရားကိုချင်းစာစိတ်နဲ့ပေါ့နော်မြတ်စွာဘုရားကိုရေလှူစမ်းနဲ့ပတ်စံမရှိတယ်မလို့အဲ့ဒီမှာဆရာတော်ကလည်းတရားဟောတော်ကောင်းတယ်ရေအကျိုးတွေဘာတွေပြောပြပြီးတော့ရေလှူခိုင်းတယ်သူတော်တော်ယုံကြည်တယ်အဲ့ဒါရေလှူတယ်အမြဲတမ်းလှူတယ်အသက်မရှိဘူး18နှစ်သမီးလောက်ကျတော့တည်သွားတယ်အဲ့ဒီရွှေသေးကသိပြီးတော့အဲ့ဒီမိုးသားမြို့မှာအချမ်းသာဆုံးတထေးအိမ်မှာလူဝင်စားဖြစ်မသိပါဘူးအဲ့ဒီကလေးမလေးက तू လူဝင်စားဆိုတာမသိအဲ့ဒါ9နှစ်10နှစ်9နှစ်မသိဘူးအဲ့ဒါတနေ့ကြတော့သူ့အမေရဲ့လက်ဆွဲပြီးတော့အဲ့ဒီဘောဓိကျောင်းကိုဆွန့်ပို့သွားတာဗျဆွန့်ကြိုင်ကလေးဆွဲပြီးအဲ့ဒီမှာကျောင်းသားရောက်ခါလေးလမ်းအဖြတ်အကူးမှာအသက်အရွယ်တော်တော်ကြီးတဲ့မေကြီးအိုကြီးတယောက်နဲ့တွေ့အဲ့ဒီမေကြီးအိုကြီးရဲ့ပခုံးပေါ်မှာတပတ်ကလေးတစ်ချေခြုံထားတယ်အဲ့ဒါသူတို့နားရောက်ပြီဆိုတော့အဲ့ဒီတပတ်ကိုရမ်းပြီးတော့ပခုံးပေါ်တင်လိုက်တယ်အဲ့ဒီတက္ကမကြီးကအဲ့ဒီတပတ်ရဲ့အမိတ်ဖျားလေးကအဲ့ဒီခုနတုန်းကရွှေတီသေးလို့ဝင်စားတဲ့ကောင်မလေးရဲ့မျက်လုံးကိုရိုက်မိဖြတ်ဆိုသူကလှမ်းပြီးတော့ဖမ်းလိုက်တယ်အဲ့ဒီတပတ်အေးတိုက်ရင်အင်မတန်ထူးဆန်းတယ်နော်သဘာဝတရားတွေအဲ့ဒီအခိုက်အတန့်ကလေးမှာအဲ့ဒီတည်ငါလေးမှာအဲ့ဒီကောင်မလေးဇာတိတ်တရဉာဏ်ရနောက်ဘဝကိုပြန်အမှတ်ရအဲ့ဒီတပတ်လေးကိုတိတိကျကျကြည့်ဒါငါရက်ခဲ့တဲ့တပတ်ပဲတကယ်သူရက်ခဲ့တာအဲ့ဒီတပတ်ကအဲ့ဒါနဲ့အဲ့ဒီမိန်းမကြီးကြည့်တော့ဒါငါအမေပဲသိတယ်နော်အမေလို့ခေါ်မလို့လို့အဲ့ဒီမှာဒီဘဝအမေကငါသမီးဘာတွေငေးကြည့်နေတာလားဆိုပြီးတော့ကြောင်းပေါ်ဆွဲခေါ်လိုက်ရပြီးတော့ပြောပြပါလေအဲ့မှာကြောင်းရောက်တဲ့အခါကျတော့ဩဒါငါရဲ့ကျေးဇူးရှင်ဆရာပဲသူရေလူခိုင်းခဲ့လို့ငါဆင်းရဲတဲ့ဘဝကလွတ်မရှိရင်လှူဆိုလို့လှူတာအခုငါရှိပြီနော်အဲ့ဒါနဲ့ဆရာတော်ဗျာအရှင်ဘုရားရွှေတီကိုသိသလားဗျာဟာသိတာမောရွှေတီသေးတာမကြသေးဘူး10နှစ်လောက်ရှိတပည့်တော်ရွှေတီပဲအမေနေမလို့ရွှေတီဖြစ်အကုန်လုံးပြောပြတယ်အဲ့ဒီကလေးမလေးကပြောနိုင်တယ်နော်အကုန်ပြောနိုင်တယ်အဲ့ဒါတော့ရွှေဥအဲ့ဒီဓမ္မကြီးကနော်အဲ့ဒီရွှေတီဝင်စားတဲ့ဓမ္မကြီးအင်မတန်ချမ်းသာလောက်ချမ်းသာတော့ဆိုလို့ရှိရင်တလားတီတီအဲ့ဒီမိုးရမ်းမြုပ်နေအကုန်လုံးအလှကြီးလုပ်ပြီးကြွေးတယ်ဟိုအဲ့ဒီခေတ်ကဦးဇင်းတို့အင်မတန်နာမည်ကြီးတဲ့ဟိုရှင်မတင်မောင်တို့ရဲ့ဆရာဖြစ်လိမ့်မယ်နော်မြတ်ချေချင်းဒေါ်ငွေမြိုင်ရဲ့ဇက်နဲ့9ရက်တိတိတောင်အလှပေးတယ်လို့ပြောတယ်အင်မတန်ချမ်းသာအနာယောဂါဆိုလို့တဲ့ရက်စားလေးတောင်မှမရက်ဘူးတဲ့ကဲယောဂကင်းလိုက်ပုံအဲ့ဒီဓမ္မကြီးမှာနော်အနာယောဂါဘာမှမရှိဘူးသူ့မှာအဲ့ဒါလောက်ပစ္စည်းဥစ္စာလည်းပဲတင်းအောင်တင်းတယ်ရုပ်လည်းသူ့ဓာတ်ပုံပါတယ်ဗျလူငယ်တွေသိကျင်လို့ရှိရင်ဓမ္မသရိယဥထိတ်လန်ရေးတယ်ဓမ္မဒူရတတိယအတွဲကိုကြည့်အဲ့ဒီမှာသူ့ဓာတ်ပုံပါနော်အဲ့တော့ဘေးသက်တို့ဦးဇင်းတို့ကဘာပြောချင်တာတော့ကောင်းတဲ့စိတ်တွေတကယ်အားကိုးရပါတယ်လို့ဥလိုက်အသေးလိုက်ယုံကြည်စေခြင်းလေဟုတ်လားတခါကြီးမိုင်များဒါဒါနရဲ့အစွမ်းလေးပဲရှိသေးတာနော်ဒါနတဲ့သီလမြတ်တယ်လို့ဒီပိဋကကြားဘူးတယ်မဟုတ်လားသီလတဲ့ဘာဝနာမြတ်တယ်လို့ကြားဘူးတယ်မဟုတ်လားသူတို့ကပိုးပြီးတော့မိတ်ဆွေရစ်ပီတာတယ်ပိုးပြီးတော့ထိရောက်စွာအကျိုးပြုနိုင်တဲ့မိတ်ဆွေအဲ့ဒီမိတ်ဆွေတွေကမိတ်ဆွေထဲမှာလေမဲ့ညံဖူညံဆိုတဲ့မိတ်ဆွေကတော့အကောင်းဆုံးမိတ်ဆွေပေါ့တခါကြီးမိုင်များသူကတော့မင်းသေးရင်လည်းအပေလေးပါကြမှာလေလားလို့မစိုးရင်တော့နဲ့တောကတွေအလုံးငြိမ့်ပေးလိုက်တယ်ခင်ဗျားတို့ကျတို့အခုချိန်မှာဘာတွေချမ်းသာလို့ဘာတွေဘလောက်ပဲအဆင်ပြေလို့နေငါသေးရင်အပေလေးပါမြန်ရောက်အောင်မလားဆိုတဲ့စိုးရင်ချက်ကသေခြင်းတရားနဲ့တွေ့ထိလာတဲ့အခါမှာရောက်မလာပြီဘူးလားရောက်လာတယ်ခုမာနေနိုင်တာမောနေနိုင်တယ်ဆိုတာအနိစ္စနဲ့တို့မကြည့်သေးလို့အဲ့ဒါလိုနေနိုင်တာဗျဒကမာကြီးများဟုတ်ရဲ့လားပျက်စီးမှုနဲ့တို့ကြည့်ပါကိုဘယ်လောက်မာနိုင်တယ်လဲဆိုတာအဲ့ဒီကြတော့အဖြေပေါ်မယ်နော်ပျက်စီးမှုနဲ့တို့ကြည့်ပါသာသမီပျက်စီးတယ်ဆွေမျိုးပျက်စီးတယ်ပစ္စည်းပျက်စီးတယ်နောက်ဆုံးကိုယ်ခန္ဓာကိုယ်ကြီးပျက်စီးတို့ကြည့်ပါအဲ့ဒါလေးနဲ့ငါဘလောက်တတိရှိတဲ့ငါလဲဘလောက်မာနိုင်တဲ့ငါလဲဘလောက်ပြုံးနိုင်တဲ့ငါလဲပေါ်လာအဲ့ဒီသောတပတ္တိမဲ့ညာဘုံညာတိဟူသောမိတ်ဆွေစစ်ကိုရပြီဆိုရင်ငါသိရင်အပေကြမှာလေလားလို့မင်းမစိုးရင်တော့နဲ့လို့ပြောနေတယ်လို့စိုးရင်တရားလိုသေးသလားမလိုတော့ဘူးဓာတ်ထက်ကောင်းသောဓာတ်ထက်တန်ဖိုးရှိသောအရာပိဋကရဲ့မဲ့ညာဘုံညာနဲ့တန်ဖိုးရှိသောအရာရှိဦးမလားမရှိတော့ဘူးဒါကြောင့်မိတ်ဆွေဆိုတာအဲ့ဒါလောက်ထိလေးလေးနက်နက်နားလည်ထားရမယ်နော်အဲ့တော့ပိဋကတို့ကိုဦးဇင်းတို့2မျိုးတင်ပြခဲ့တယ်နော်အဆိုးဆုံးယံသူနဲ့ကောင်းဆုံးမိတ်ဆွေဏိကုံးအနေနဲ့ပြောတော့မယ်ဏိကုံးသိလားယံသူဆိုတာဘာလဲသိကြပြီမိတ်ဆွေဆိုတာဘာလဲသိကြယံသူနေဖို့မိတ်ဆွေများဖို့တခုတည်းသောရည်ရွယ်ချက်ဖြစ်သိပြီမို့လားဖြစ်သိပြီအသိဉာဏ်ရှိတဲ့လူအတွက်ယံသူနေဖို့မိတ်ဆွေများဖို့ဒါ
ဒါအရေးကြီးဆုံးပဲကျန်တာတွေဒီဟာတော့ဘယ်ဟာမှအရေးမကြီးဘူးလို့သိရအဲ့ဒီလိုရန်သူနေ၍မိတ်ဆွေများစေခြင်းနဲ့ဆိုရင်ကောင်းသောစိတ်များ၍မကောင်းသောစိတ်တွေနည်းသွားခြင်းနဲ့ဆိုရင်ဆင်းရဲနေ၍ချမ်းသာတွေများခြင်းနဲ့ဆိုရင်တတိပဋ္ဌာန်အလုပ်ကိုကြိုးစားပါအဲ့ဒါဦးဇင်းတို့ရဲ့နေကုန်းပိုင်းပဲနော်သူစီအထီးရောက်ဆုံးပဲတတိပဋ္ဌာန်ဘာဝနာကိုကြိုးစားတဲ့ပုဂ္ဂိုလ်တွေကောင်းတဲ့စိတ်ဒီဟူသောမိတ်ဆွေတွေတနေ့တခြားများလာမေတ္တာတွေလည်းများလာမယ်ကရုဏာတွေလည်းများလာမယ်အသိဉာဏ်တွေလည်းများလာမယ်ကောင်းတာမှန်သမျှအားလုံးအဲ့ဒီမှာစုကိုစုလာဒါကြောင့်ဦးဇင်းတို့တန်ရုပ်ပါဠိတော်မြတ်စွာဘုရားတတိပဋ္ဌာန်ဝတ်မှာကုသိုလ်လို့ပြောခြင်းလို့ရှိရင်တတိပဋ္ဌာန်၄ပါးကိုသာပြောလိုက်ဘာအကုသိုလ်မှမရောတဲ့တက်ကုသိုလ်ပဲတဲ့တတိပဋ္ဌာန်ဆိုတာနော်တခါကြီးမိုက်မြတ်ကောင်းတဲ့စိတ်တွေများလာမယ်ယူသားလာမယ်ဖြောင့်မတ်လာမယ်အေးချမ်းလာမယ်အဲ့ဒီလူရဲ့ဘဝနော်မကောင်းတဲ့စိတ်တွေဟူသောရန်သူတွေနဲခြင်းရင်လည်းအဲ့ဒီတတိပဋ္ဌာန်ကိုပဲကြိုးစားရသူသိတာဟုတ်ဗျမကောင်းတဲ့စိတ်ဖြစ်လဲသိတယ်ဒါစိတ်တ ानु ပဒနာကိုပြောတာနော်ကောင်းတဲ့စိတ်ဖြစ်ရင်လည်းသိတယ်သိပါများတဲ့အခါကျတော့အော်မကောင်းတဲ့စိတ်ဖြစ်ရတာမသက်သာဘူးလို့သိလာတယ်ဟောတက်လာတယ်နော်ဉာဏ်ကတက်လာတယ်နော်ကောင်းတဲ့စိတ်ဖြစ်ရတာတော်တော်အဆင့်မြင့်တယ်တော်တော်ချမ်းသာတယ်လို့သိလာတယ်ခုတက္ကသမားတို့ဦးဇင်းတို့တွေကတာမန်မျက်စိနဲ့မြင်ရတဲ့ချမ်းသာနားနဲ့ကြားရတဲ့ချမ်းသာလောက်ကိုသာကြွမ်းကြမ်းကျင်ကျင်ရှိတာကိုဗျနော်တခါကြီးမိုက်မယ်ကိုယ်စိတ်ကိုကြည့်ပြီးတော့ဩလောဘဖြစ်ရတာဆင်းရဲတယ်လောဘမဖြစ်ရတာချမ်းသာတယ်လို့ဒီလိုသိဖို့ကြတော့လွယ်သလားမလွယ်ဘူးခဏခဏကြည့်ပါများလို့ရှိရင်ဩကောင်းတဲ့စိတ်ဖြစ်ရတာတော်တော်သက်သာတကူတော်တော်လည်းမြင့်မြတ်တကူလို့သိလာအဲ့တော့ကောင်းတဲ့စိတ်တွေကိုခဏခဏဖြစ်ချင်လာမကောင်းတဲ့စိတ်ကိုအမြဲတမ်းလို့ဆက်ဆုပ်လာတယ်ပယ်ခြင်းလာတယ်ဒီသဘောဖြစ်လာအဲ့ဒါစိတ်ကိုကြည်ရင်းနဲ့ဖြစ်မှာနော်အဲ့ဒီလိုပဲကာယ ानु ပဒနာတခြားဝေဒနာ ानु ပဒနာစိတ်ဓာ ानु ပဒနာဒီခန္ဓာကိုယ်ကြီးကိုကြည်တာပါပဲနော်အဲ့ဒီလိုခန္ဓာကိုယ်ရဲ့သဘောအမှန်တွေကိုအမှန်တိုင်းသိအောင်တတိပဋ္ဌာန်နည်းအရာမိမိတို့စူးစူးဆိုင်ဆိုင်နဲ့တတိထားပြီးတော့ကြိုးစားနေမယ်ဆိုလို့ရှိရင်မမြဲဘူးဆိုတာလည်းသိမယ်ရှင်းရတယ်ဆိုတာလည်းသိမယ်အနှစ်သာရဘာမှမရှိဘူးဖြစ်เสียအကြောင်းရှိလို့ဖြစ်နေတဲ့အနတ္တတရားတွေလို့လည်းသိမယ်အဲ့ဒီလိုသိလာလို့ရှိရင်ပူလောင်စေတတ်တဲ့မကောင်းတဲ့စိတ်တွေဟာတိတာနဲ့အမျှနဲသွားတယ်ဟုတ်ရလားဘယ်ဆေးနဲ့မှအဲ့ဒီယောဂါကိုကုလို့မရဘူးဗျဒီဆေးနဲ့မှကုလို့ရနော်တခါကြီးဒီမိုက်မြမကောင်းတဲ့စိတ်ဒီဟူသောယောဂါကိုဒီဆေးနဲ့ပဲကုလို့ရတယ်တခြားသောဆေးနဲ့ကုလို့မရဘူးကောင်းတဲ့စိတ်ဒီဟူသောချမ်းသာဒုက္ခရခြင်းတယ်ဆိုရင်လည်းဒီဆေးစားမှာပဲချမ်းသာဒုက္ခကရမယ်ဟုတ်လားတခါကြီးဒီမိုက်မြဒါကြောင့်တတိပဋ္ဌာန်လုပ်ကိုကြိုးစားရင်ရန်သူအဆိုးဆုံးဖြစ်တဲ့မကောင်းသောစိတ်လည်းတဖြည်းဖြည်းနဲ့ဘာဖြစ်မလဲနေသွားမယ်မိတ်ဆွေအကောင်းဆုံးဖြစ်တဲ့ကောင်းသောစိတ်လည်းတဖြည်းဖြည်းနဲ့ဘာဖြစ်မလဲများလာမယ်အဲ့ဒါလို့ဖို့အတွက်ဒါသည်တကြောင်ဒီသောလမ်းပဲတဲ့တတိပဋ္ဌာန်ဦးဇင်းတို့ပါဠိတွေရွတ်ရင်ရှင်းနေမှာဆိုလို့နော်ဧကာယနောအယံဘိက္ခဝေဆိုပြီးတော့မြတ်စွာဘုရားကသူ့ရဲ့တတိပဋ္ဌာန်ဒီဟူသောဆေးသည်ယောဂပေါင်းများစွာကိုပျောက်ကင်းစေတယ်ဆိုတဲ့ဆေးရဲ့အစွမ်းတတ္တိကိုအရင်ပြောပြပြီးမှတတိပဋ္ဌာန်တုတ်ကိုမြတ်စွာဘုရားဟောတာနော်တခါကြီးမိုက်မြဒါကြောင့်ဒါသည်ဆေးပဲနော်ဆေးကလက်တကမ်းမှာရှိတယ်ဗျအခုမြို့ထဲမှာတော့မှဆေးရတရားစခန်းတယ်ဟုတ်လားဩဟင်ငူညီယောဂသီလျက်လူလဲဗျာတိနာမချိသောတသိမြင်မြောတမတော်ဤဆေးကြော်ရှိလျက်မစားခဲ့ဆေးတွက်မရှိလေလူကဩဟင်ငူညီယောဂတွေကသီးနေဒီယောဂကိုပြောင်းနိုင်တဲ့ဆေးကလည်းအရင်သိရှိဒါကိုမစားဘူးဆိုလို့ရှိရင်ဆေးအပြစ်လားကိုယ်အပြစ်လားတဲ့ခင်ဗျားတို့ကျုပ်တို့ယောဂတန်လန့်နဲ့နေနေတာဗျပြုံးတာလည်းမချိပြုံးမယ်ဗျလိုက်လဲတကယ်ပြုံးနေတာမဟုတ်ဘူးသိလားအဲ့ဒီတော့ဒီမှာယောဂရှိတယ်ဆိုလို့ရှိရင်ဆေးရှိတယ်အဲ့ဒီဆေးကိုသိရမယ်သိပြီးရင်တတ်နိုင်တယ်များတောက်သုံးရမယ်ဒါမှဉာဏ်ရှိရရောက်မယ်မို့လားဒါကြောင့်မကောင်းသောစိတ်တည်းဟူသောယောဂပျောက်ဖို့အတွက်တတိပဋ္ဌာန်သည်အကောင်းဆုံးဆေးဟုတ်ရမို့လားမကောင်းသောစိတ်ကိုလည်းပဲအညစ်အကြေးနဲ့မြတ်စွာဘုရားကဥပမာပေးတယ်အဲ့ဒီအညစ်အကြေးတွေကိုတန်ရှင်းစင်ကြယ်သေးခြင်းနဲ့ဆိုရင်လည်းတတိပဋ္ဌာန်သည်တစ်ခုတည်းသောရေပဲတဲ့နောက်တခါဒီမိုင်းများမစင်လူလျင်အေးကြည်လင်းသည့်ရေစဉ်ရှိလျက်မစိခရေတွက်မရှိလေဝိသုဒ္ဓံဆရာဘုရားကြီးရေးခဲ့တာနော်မစင်လူလျင်အေးကြည်လင်းသည့်ရေစဉ်ရှိလျက်မစိခရေတွက်မရှိလေမစင်နေပေးချမ်းနေတဲ့မျက်နှာပေါ်တစ်ကိုယ်လုံးလူချားတဲ့မဝင်ဘူးအဲ့လိုပဲခင်ဗျားတို့ကျုပ်တို့မှာလောဘတွေဒေါသတွေပေးချမ်းနေတယ်အချင်းချင်းမို့လို့သာအလူတော့လူကြောလုပ်နေရတာဟုတ်လားတကယ်ကြီးမိုင်းများဒါပေမဲ့အညစ်အကြေးတွေကတော့ပေးချမ်းနေ
များလုံးလာရင်တော့လူတွေကသိတယ်ဗျနော်ဟာညစ်ကြီးတွေကများလိုက်တာလူညစ်ပါကွာလို့တောင်ပြောကြတယ်တချို့ကဟုတ်လားအေးအဲ့ဒီအညစ်ကြီးတွေကိုတန်ရှင်းသွားခြင်းနဲ့ဆိုရင်ဘာရေနဲ့ဆေးမလဲတတိပဋ္ဌာန်တည်းဟူသောရေနဲ့ဆေးရနော်မစင်လူလင်အေးကြီးလင်းသိရေစဉ်ရှိလက်မဆေးခဲ့ရေအတွက်မရှိလေရေရဲ့အပြစ်မဟုတ်ဘူးမဆေးရင်မဆေးတဲ့လူရဲ့အပြစ်ရန်သူဝိုင်းထားထိုယောက်ျားကပြေးသွားဖို့ရလမ်းပေါက်သားလေးပြေးမထွက်လမ်းထွက်မရှိလေဟောခုနကတော့မကောင်းတဲ့စိတ်တည်းဟူသောရန်သူတွေခင်ဗျားတို့ကျုပ်တို့မှာဝိုင်းနေစိတ်ထဲမှာလည်းအပြစ်ရှိအဲ့ဒီရန်သူတွေရဲ့လက်ကလွတ်အောင်ပြေးဖို့အတွက်လမ်းကြောင်းကတော့ဖြူးနေအောင်ကတော့ရှိနေတာလေအမှန်ပဲတဲ့ဘယ်ကင်ရှိပါလမ်းကိုပြောတာနော်အေးအဲ့ဒီလမ်းရှိရတဲ့မပြေးဘူးဆိုရင်လမ်းအပြစ်လားမပြေးတဲ့လူအပြစ်လားတဲ့အေးမိကုံးလေးနဲ့ဆရာတော်ကြီးကဟောထားတာနော်အေးရန်သူဝိုင်းတာထိုယောက်ျားကပြေးသွားဖို့ရလမ်းပေါက်သားလဲပြေးမထွက်လမ်းတွက်မရှိလေမစင်လူလျင်အေးကြီးလင်းသိရေစဉ်ရှိလက်မစေးခက်ရေတွက်မရှိလေအော်ဟင်ငူကြီးယောဂသိလျက်လူလဲပြာတိနာမချိသောတတ္တိမြင်မြောသမားတော်ဤဆေးကြောရှိလျက်မစားခက်ဆေးတွက်မရှိလေအပေခွင်သို့မချွတ်ပူမီစွစွတနာကိလေသာကိုမြေပါပေဖြတ်အပြီးတတ်ရန်ဝိပဿနာတရားရှိတုံညာသည်မပွားနိုင်အားဖြာပါများတရားအတွက်မရှိလေတဲ့ဒီကြမှာဥပမေယကရောက်လာတယ်ဥပမာဥပမေယစုံသွားတယ်နော်တခါကြီးမိုက်မယ်မြတ်စွာဘုရားရဲ့ဝိပဿနာမဲခင်၈ပါးဒီဟာသည်အပေခွင်ကိုလုံးဝဧကန္နမချွတ်ပို့မဲ့စွစွတနာကိလေသာစကလုံးကအင်မတန်ပြောင်ပြောက်တယ်နော်အပေခွင်သို့မချွတ်ပို့မြင့်စွစွတနာကိလေသာကိုမြစ်ပါပေဖြတ်အပြီးတတ်ဖို့ဝိပဿနာတရားရှိတုံညာလီမပွားနိုင်အားဖြာပါများတဲ့အင်မတန်အားပါတဲ့စကလုံးပဲမပွားနိုင်အားဖြာပါများကိုယ်ဟာလေးနဲ့ကိုဖြာပါတာတွေများတယ်လူငယ်တွေကလည်းလူငယ်လေးယောက်ပြောဖို့ပါဖို့ကိုယ်စိတ်ကူးနဲ့ကိုလူကြီးတွေကလည်းလူကြီးလေးယောက်ဖူးကြီးကိုမေကြီးကလည်းဖူးကြီးကိုမေကြီးလေးယောက်သူတို့ကပိုးတောင်ရှုပ်သေးတယ်ထင်သေးတယ်ဟင်တခါကြီးမိုက်မြအေးအဲ့ဒါလို့ကိုဟာနဲ့ကိုပြာရခတ်ပြီးတော့ဗျာများနေတော့ဒီလောက်ကောင်းတဲ့အလုပ်ကိုလူအများစုလုံနိုင်ပါသလားမလုံနိုင်ဘူးတဲ့တန်ဝေကအင်မတန်ရတဲ့ကောင်းတယ်နော်အပေခွင်သို့မချွတ်ပူမြေဆိုးဆိုးတဏှာကိလေသာကိုမြစ်ပါပဲဖြတ်အပြည့်တတ်ရန်ဝိပဿနာတရားရှိတုံညာလီမပွားနိုင်အားဗျာပါများတရားအတွက်မရှိလေတရားရဲ့အပြစ်မဟုတ်တော့ဘူးကိုယ့်ရဲ့အပြစ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တတိပဋ္ဌာန်တရားကိုကြိုးစားပြီးတော့အထောက်နိုင်ကြပါစေတတိပဋ္ဌာန်တရားဆိုတာမိမိရဲ့ကာယဝေဒနာစိတ်ဓာတ်ဓမ္မတနည်းအားဖြင့်ဒီခန္ဓာကိုယ်ကြီးကိုအမှန်တိုင်းသိအောင်တတိဝရိယပညာတရားတို့အရင်ဒီစိုက်ထုတ်ပြီးတော့ဂယုစိုက်ပြီးတော့ရှုမှတ်နေတယ်ကြည်နေတယ်သိနေတယ်အဲ့ဒါပါလေတတိပဋ္ဌာန်တို့ကိုလုံနေတယ်လို့ပြောရတယ်ကြည်ပါများသိပါများရင်နားလေလာတယ်အဲ့ဒါပညာပဲနားလေလာတယ်အိဋ္ဌဆိုတာနားလေတယ်ဒုက္ခဆိုတာနားလေတယ်နားလေတာနဲ့အမျှလောဘဒေါသနဲလာတယ်ခွင်းစက်ကလေးတွေမမေ့နဲ့နော်နားလေတာနဲ့အမျှလောဘဒေါသနဲလာတယ်နားလေရင်အမှားနဲလာတယ်လို့ပြောကြဆိုဒါပိုကောင်းတယ်နားလေရင်ပါလေအမှားတွေများနေတာနားမလဲလို့မှားတာသင်္ချာပု္ပ္ပစာတစ်ပုဒ်တွက်တယ်နားမလဲသေးသမျှတော့အမှန်မရောက်ဘူးအမှားကြီးပဲဟုတ်ရလားတခါကြီးမိုင်းများနားလေရင်မှားသေးသလားအေးနားလေရင်နားလေတဲ့လောက်အမှားနဲတယ်အမှားနဲရင်ဆင်းရဲနေတာပဲခုဆင်းရဲတွေများနေတာအမှားများလို့အမှားဘာကြောင့်များတော့နားမလဲလို့ဘာလို့နားမလဲတော့နားလဲအောင်လုပ်ကိုမလုပ်ပေးတဲ့ဒါနလောက်နဲ့မရဘူးနော်အတိလားလောက်နဲ့လည်းမရဘူးတကယ်နားလေခြင်းရင်တကယ်ကြိုးစားရပေါ်ပေါ်တန်တန်နဲ့မရဘူးဘေးပေါ်ပေါ်တန်တန်နဲ့ရမလဲဓာတ်တဲ့ဖို့တန်တာဘာမှမရှိဘူးနော်ငွေကလေးရဖို့အတွက်တချို့အသက်တောင်ဆွံရငွေအတွက်တောင်အသက်ဆွံရတယ်မဟုတ်လားအဲ့ဒီငွေတဲ့ဒီအတိညာဏ်သည်ဘလောက်ပို့ပြီးတော့ဖို့တန်တယ်လို့ဘယ်သူတန်ဖို့ဖြတ်နိုင်မလဲအေးသူသည်အတုမဲ့ယတနာဒီအတုမဲ့ယတနာကိုရခြင်းပေးရမယ်အရင်ကြီးကလည်းအများကြီးပေးမှရမှာနော်ဒါကတော့နည်းနည်းပေးခြင်းလို့တော့မရဘူးအာဟိုဟာလေးရခြင်းဒီဟာလေးရခြင်းဆိုရင်တော့မဖြစ်သေးဘူးမြတ်စွာဘုရားဟောတယ်ဗျအဉ္ညာဟိလာဘုပတိတာအဉ္ညာနိဗ္ဗာန်ဂါမိနီပစ္စည်းဥစ္စာလက်လာပါပေါ်များဖို့လမ်းကတလမ်းပဲတဲ့ငြိမ်းချမ်းတဲ့နိဗ္ဗာန်ကိုရဖို့လမ်းကတလမ်းပဲတဲ့နှစ်လမ်းလေးတစ်ခါတည်းသွားခြင်းလို့မရဘူးအဲ့တော့ပိဋကတ်တို့ဘာကိုတန်ဖိုးထားမလဲဆိုတာလေဒါလည်းအသိဉာဏ်ပေါ်မူတည်တာပဲကိုယ့်ရဲ့စိတ်ကရွှေတွေငွေတွေ
ဂုံပကသနာတွေကိုတန်ဖိုးထားနေအဲ့ဒီဘက်ကိုအလိုလိုလိုက်သွားမယ်နော်ကိုယ့်ရဲ့စိတ်ကဟာအဲ့ဒါထက်ဒီဘက်ကငြင်းချမ်းခြင်းကပိုးတန်ဖိုးရှိတယ်လို့သိတာနဲ့တပြိုင်နက်တည်းငြင်းချမ်းခြင်းဘက်ကိုလိုက်သွားမှာပေတတ်တို့ကိုသူများပြင်လို့မရဘူးအသိဉာဏ်ကပြင်မှရဦးဇင်းတို့ကိုလည်းအဲ့ဒီတိုင်းပဲကိုယ့်အသိကလမ်းတက်ပေးနေတာမသိရင်မသိသလိုထိုးဆင်းသွားတာပဲသိရင်သိသလိုကောင်းတဲ့နေရာတက်သွားတာသိဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ပြောရင်းတဲ့စကားတွေကရှင်းနေပြန်ပြီဒါပေမဲ့အနှစ်တော်ပါတယ်ထင်ပါတယ်ဟင်တခါကြီးမိုက်များအေးမိမိခန္ဓာကိုယ်အပါဝင်တလောကလုံးကိုသိချင်ရင်ဒီခန္ဓာကိုယ်ကိုကြည့်ပါများရင်နားလည်မယ်နားလည်ရင်အမှားနည်းမယ်အမှားနည်းရင်ဆင်းရဲနည်းမယ်နောက်ဆုံးလုံးဝမမှားတော့ဘူးဆိုရင်လုံးဝဆင်းရဲမရှိတော့ယဟန္တာတွေလုံးဝမမှားတော့ဘူးဟုတ်ရဲ့မဟုတ်လားအေးဒါကြောင့်ဘေးတတ်တို့ဏီကုန်းချုပ်ကြပါစို့ဟုတ်လားအဆိုးဆုံးရန်သူဆိုတာဘာလဲမကောင်းသောစိတ်အကောင်းဆုံးမိတ်ဆွေဆိုတာဘာလဲကောင်းသောစိတ်အဲ့ဒီတရားနှလုံးပြီးတော့အဆိုးဆုံးရန်သူနေ၍အကောင်းဆုံးမိတ်ဆွေများစေရန်ဘာလုပ်ရမလဲတတိပဋ္ဌာန်တရားကိုလုပ်ရမယ်တရားဘယ်နှလုံးလဲသုံးလုံးအဆိုးဆုံးရန်သူရဲ့အကောင်းဆုံးမိတ်ဆွေရဲ့ရန်သူနေ၍မိတ်ဆွေများစေရန်နီးလန်းရင်ပြည့်စုံသွားပြီမဟုတ်လားအေးဒါကြောင့်ဘေးတပ်ပေါင်းသူတော်ကောင်းတို့ရန်သူနေအောင်တတိပဋ္ဌာန်လုပ်ကိုကြိုးစားရင်ဖြင့်ဆောင်ကျင်းနိုင်ကြပါစေမိမိကိုယ်ချမ်းသာဒုက္ခတွေရောက်အောင်နော်မိတ်ဆွေများအောင်တတိပဋ္ဌာန်လုပ်ကိုကြိုးစားရင်ဖြင့်ချမ်းသာဒုက္ခရအောင်ရှားဖွေနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ဦးဇင်းတို့ဒီတရားပွဲကိုဆုံးသတ်ရအောင်နော်မေတ္တာပို့ပြီးတော့ဦးဇင်းတို့ဆုံးသတ်မယ်တော်တော်ကြာသွားတယ်ဦးဇင်းဒီလောက်ကြာအောင်မဟောဘူးသိလားပိဋကတ်တွေများလို့ဟောရတာနည်းနည်းအားရသွားတယ်တူတယ်နော်မေတ္တာပို့ပြီးတော့ဦးဇင်းတို့ဆုံးသတ်မယ်ဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗတိဝတ္တတဗ္ဗဗုဒ္ဓ ानु ဘာဝိနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗတိဝတ္တတဗ္ဗဓမ္မာ ानु ဘာဝိနတရာဒုက္ခိဘဝန္တုတိဘဝတုတဗ္ဗမင်္ဂလာရခန္တုတဗ္ဗတိဝတ္တတဗ္ဗသံဃာ ानु ဘာဝိနတရာဒုက္ခိဘဝန္တုတိဒီတုမကံကာယကံရှင်များနဲ့တဝတရားနာရောက်ရှိလာကြကုန်သောသင်္တကာဓမ္မပေါင်းတို့ဇာတာအာလုံသောတတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းစုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းဒီတုမကံသင်္တကာဓမ္မပေါင်းတို့ဇာတာအာလုံသောတတ္တဝအနန္တတို့အားသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောမိမိတို့ရွာမိမိတို့သာသနာမိမိတို့မြို့မိမိတို့ကဘာမိမိတို့သာသနာမှာစောင့်ကြနေကြကုန်သောဓမ္မယနာကောင်းတာပေါင်းတို့ကလည်းပဲသက္ကတို့ကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းဒီတုမငံကာယကရှင်များနဲ့တဝတရားနာရောက်ရှိလာကြကုန်သောသင်္တကာဓမ္မပေါင်းတို့ဇာတာအလုံးသောတတ္တဝအနန္တတို့အားသဗ္ဗဗုဒ္ဓ ानु ဘာဝိနဒင်္ဂဝါလူသေးစုမကပွင့်တော်မူကြတဲ့စုစုတို့တပါဘုရားရှင်ကိုတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝိနကိလေသာဥပေတတ္တတိမလိတံတပညင်းအေစီရတိဖို့လေးပါဘဘုတို့၏အာယုဖြစ်သောနိဗ္ဗာန်ခြေခံဖြစ်သောပရိယစေတံသောတရားတော်မြတ်တို့ရဲ့တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗတံဃာနုဘာဝိနဘုရားရှင်ကိုတော်မြတ်ကြီးတို့ရဲ့ကျင့်ကိုအတုလိုက်၍ကျင့်သုံးတော်မူကြသဖြင့်အစဉ်စဉ်ကိလေသာတို့မှငြိမ်းတော်မူကြကုန်ပြီသောအရိယာတန်ခါရှင်ကောင်းရှင်မြတ်ပေါင်းတို့၏တကူတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ချင်းရှိတိုင်းဥခိကိုစိတ်နှပြကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း